ရာမောင်တင်ဆန်းရေးသားထားတဲ့အောက်လံဘိုးထင်ပါဝင်သောတရေကိုပြုံးထူးဆန်းသောဓမြနဲ့ရွာသားပြဇက်ဆိုတဲ့ဇလံလေး၃ပုဒ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ခန်းစားနာစဉ်အားပေးကြပါအောင်ခင်ဗျာ။ရွာရဲ့တောင်ဘက်ပင်းလို့အများခေါ်ကြတဲ့ရင်းနှစ်တဲ့ချောင်းထဲမှာလူများစုယုံနေပါတယ်။ရေငုတ်သူငုတ်ပွဲပေးသူပေးနဲ့အလုရှုံနေစမှာချောင်းကဘာပေါ်မှာတော့အရွယ်စုံလာတဲ့လူအုပ်ကြီးဟာတစုံတစ်ခုကိုမျော်လင့်စောင့်စားနေကြတယ်။ရွာလူကြီးဟာလည်းချောင်းတစ်လျှောက်ရေငုတ်နေကြတဲ့လူရွယ်များကိုမေးမြန်းနေတယ်။ဟဲ့ကောင်လေတွေ့လားမတွေ့ဘူးရွာလူကြီးကျုပ်တို့ထင်ချောင်းအတိုင်းများမျောပါသွားလားမသိဘူး။အေးကွလိုက်ရှာကြဟိရွာသားများရင်တမမနဲ့တစုံတစ်ခုကိုရှာဖွေနေစမှာချောင်းကဘာမှာတော့ပြုံးရှိနေတဲ့အမျိုးသမီးကြီးတယောက်ကဟဲ့နင်တို့ဘာလို့ရှာနေရလဲငါသားကိုပြုံးကိုရှာနေတာဆိုရင်တော့ရှာမနေနဲ့ကိုပြုံးကဟိုငပြောပင်တွေကြားထဲမှာငါတို့ပြုံးပြီးကြည့်နေတယ်ဟဲ့မသိမဟုတ်တာလို့ရှောက်ပြောမနေနဲ့တကယ်ပါဆိုဟာဟိုမှာငါသားလေငါ့ကိုခေါ်နေပြီဘာအကျွေးမလို့လဲမသိဘူးကိုပြုံးရဲ့စိတ်မနှံ့နဲ့မိခင်မသိမှာငါပြောပင်အနာကိုသွားပြီးတော့တယောက်တည်းစကားတွေပြောနေတယ်ကိုပြုံးနေဘယ်တွေလျှောက်သွားနေရလဲဟိုမှာရွာလူကြီးအစုပ်ပလုံးနဲ့ရွာကလူတွေကနင့်ကိုလေရေထဲမှာနစ်နေတယ်ဆိုပြီးတော့လိုက်ရှာနေတယ်ကိုပြုံးရဲ့ငါဘိုက်မစားပါဘူးခနင်အိမ်မှာချက်ထားတဲ့ငှက်သားဟင်းရှိသေးတာကိုပြီးမှငါစားလိုက်မယ်ဘာနင်ကအိမ်မပြန်လာပဲဘယ်သွားမလို့လဲငါ့ကိုအိမ်မှာတယောက်တည်းမထားခဲ့နဲ့လေငါမှနင်တယောက်ပဲရှိတာမသိရဲ့အနာကိုတခြားရွာကမိမကြီးများရောက်လာပြီးတော့မသိလာအိမ်ပြန်မယ်နင့်သားကိုတွေ့မှငါခေါ်လာခဲ့မယ်ကြားလားနင်တို့ကဘယ်ကိုသွားခေါ်မှလဲငါသားငါအနာမှာကိုလာပါနင်အိမ်ပြန်တော့ထမင်းမစားရသေးဘူးမဟုတ်လားညီတို့ကလည်းအေးလာကိုပြုံးလိုက်ခဲ့ဘဲမှရှောင်မသွားနဲ့ကြားလားအင်ကိုလိုက်ခဲ့မသိကိုရွာကမိမကြီးများဟာအတင်းဆွဲခေါ်ပြီးတော့ရွာထဲကိုခေါ်သွားလေရမသိကအနောက်ကိုလှည့်တည်ရင်းနဲ့ပြုံးရီကကိုပြုံးလိုက်ခဲ့တော့လို့တွင်ပြောရင်းနဲ့ပါသွားပါလေတော့မောင်ဘိုးထင်တို့ချောင်းလေးအနာကိုရောက်လာကြတယ်သူတို့အနာကိုရောက်ချိန်မှာတော့ချောင်းတစ်လျှောက်ကိုပြုံးရဲ့အလောင်းကိုလိုက်ရှာနေသူများခဏနားနေကြတယ်သူတို့ဟာတေဆုံးဖို့တေချာနေပြီဖြစ်တယ်ကိုပြုံးအကြောင်းကိုပြောနေကြတယ်ကိုပြုံးမှဖြစ်ရတယ်လို့ကွာဒီကောင်လေးကသူ့အမေပေါ်အတော့ကိုတိတက်တဲ့ကောင်ကွာအေးကွာဟိုနေ့ကမှငါအကွက်ထဲပဲနှုတ်လိုက်သေးတယ်ငါလောင်သူ့အိမ်အတွက်ပဲနှပြေးပေးလိုက်သေးတယ်အေးကွာဒီကလေးကဒီကိုဘသူတွေနဲ့လာတော့ကွာအောင်တန်းနဲ့မောင်မြင့်နဲ့ကွာဒီကောင်လေးပြောပုံရကိုပြုံးကကစွန်းရက်ခူးရင်နဲ့ချောင်းထဲကိုထင်းတုံးပါလာတာဝင်ဆဲတယ်လို့ပြောတာပဲကွာအဲ့ဒါပင်းထဲကိုရောက်တော့နှစ်တာပဲဝဲမိတယ်ထင်တယ်ကွာငါတို့တောင်မှပင်းထဲကဝဲကိုမနဲ့ယုံနေရတာဒီကလေးကပဲယုံနိုင်မှာလဲရွာသားများစိတ်မကောင်းဖြစ်စွာနဲ့ကိုပြုံးအကြောင်းကိုပြောနေကြတယ်မောင်ဘိုးထင်ဟာဖိုးထွေတို့နဲ့ခွဲထွက်လိုက်ပြီးချောင်းလေးတစ်လျှောက်တယောက်တည်းလမ်းလျှောက်နေတယ်အဲ့ဒီချိန်သူ့ရဲ့နောက်ကျောကိုတယောက်လက်နဲ့လာပုတ်ပြီးတော့ဘိုးထင်ဟဲ့ဘိုးထင်ခေါ်တယ်မှာကြားရ၍မောင်ဘိုးထင်နောက်ကိုလှည့်ကြည့်လိုက်တဲ့အခါမှာဘသူတူတယောက်မှမတွေ့ပါသူ့ကိုခေါ်တဲ့အတန်းကိုသူအတော့ကိုရင်းနေသိနေတယ်လို့ခံစားနေရတယ်မောင်ဘိုးထင်နောက်ကိုလှည့်ပြီးအတန်းကြာစူးစမ်းကြည့်လိုက်ပြီးတော့ရှေ့ကိုလှည့်လိုက်ရဟဲ့တော့ဘလို့တူသူမြင်ရသည်မှာရေများဆိုရွှဲနေပြီးဖြူစွတ်နေတဲ့မျက်နှာမှာမျက်ကွင်းတို့ကမဲနှံ့နေတယ်မောင်ဘိုးထင်ရဲ့မျက်နှာနဲ့အတော်နီးကပ်မှမြင်လိုက်ရတာကြောင့်အောက်လန်းဖြစ်လင်ကစားလန့်သွားကသူ့ရဲ့ရှေ့မှာရှိနေတဲ့ကိုပြုံးကိုမင်းရလဲကွာနောက်ကပခုံးလဲပုတ်အတန်းလဲပြီးတော့ရှေ့ကဘာလို့ပေါ်လာရတာလဲနောက်ကခေါ်ရင်နောက်ကပေါ်ပုတ်ကွာတခြားသူတွေလို့လှုပ်ကြည့်တာပါကွာမင်းကိုမင်းသေးပြီဆိုတာသိလားငါ့ကိုအဖိုးတယောက်ကပြောတယ်ငါသေးသွားပြီတဲ့အဲ့ဒါတော့သိတယ်မင်းလောင်းကိုရှာမရဘူးမင်းလောင်းရှိတဲ့နေရာသိလားတိတ်တော့မသေးကြဘူးရေထဲကိုဆင်းငုံလိုက်ရင်တော့ငါအလောင်းနေရအောင်ငါပြန်ရောက်တယ်ကွာအေးကွာမင်းသေးသွားတာစိတ်မကောင်းမင်းကငါ့ကိုမြင်နိုင်လို့ငါဝမ်းသာတယ်ဘိုးတင်အခုမင်းလူတွေဘာတွေကိုပုတ်လို့ရနိုင်ပြီလားအကုန်လုံးတော့မဟုတ်တော့ဘူးဒါမဲ့ငါတချို့လူတွေကိုကိုင်းလို့ရတယ်အေး
အဲ့ဒါဆိုမင်းအလောင်းကိုရှာနေတာကုညီအောင်ငါကိုဖိုးထွေးကိုခြောင်းထဲကိုဆင်းခိုင်းလိုက်မယ်မင်းကသူ့ကိုဆွဲပြီးတော့မင်းအလောင်းရှိတဲ့နေရာကိုခေါ်သွားကြားလားအေးငါလှုပ်လိုက်မယ်အဲ့ဒီလိုနဲ့တရေလေးကိုပြုံးဟာမောင်ဘိုးထင်ရဲ့ရှေးကနေတဖြည်းဖြည်းချင်းပြောက်ကွယ်လို့သွားပါလေတော့တယ်ချောင်းလေးဘေးမှာကိုပြုံးအလောင်းရှာနေတဲ့ရွာသားများနဲ့အတူထိုင်နေတဲ့ဖိုးထွေးနားကိုမောင်ဘိုးထင်သွားလိုက်ပြီးတော့ကိုဖိုးထွေးခမည်းချောင်းထဲကိုဆင်းရှာပါလားကိုအများကြီးတို့တောင်မှမတွေ့တာကွာငါဘယ်လိုလုပ်ပြီးတော့ရှားတတ်မလဲမတူးလေဗျာခမည်းလည်းအားလိုက်တာဟိုကဂိုင်းတော်တွေနားကငါပြောပင်ရိတ်မှာဘယ်သူတွေလဲကြည့်လိုက်အောင်ဖိုးထွေးသူတို့နဲ့မလန့်မကန်းကလူအုပ်ကြီးကိုကြည့်လိုက်တယ်ရွာထဲကလူတွေလေတေချာကြည့်အောင်အမမီကြော့ပါတယ်လေဗျာမောင်ဘိုးထင်ပြောမှဖိုးထွေးတေချာကြည့်လိုက်မိတယ်ဟုတ်ပြီလေရိုးရိုးလေးနဲ့လှပနေတဲ့မိကြော့မှာချောင်းရည်ပြင်ကိုကြည့်နေတယ်မိကြော့ကိုကြည့်နေတဲ့ဖိုးထွေးရဲ့မျက်ကွင်းထဲမှာတော့မိကြော့ဘေးတွေမှာရှိတယ်ရွာတွေကလူများဟာဝေဝါးနေပြီးမိကြော့တယောက်သာကြည်လင်နေရသူ့ကိုယ်သူပဲအော်နေမိတယ်ဟာမိုက်တယ်ကွာကိုဖိုးထွေးစိတ်ထိန်ပါအောင်ဗျာအဲ့ဒါခမည်းချောင်းထဲကိုဆင်းပြီးတော့လူမှုရေးဘလောက်ကောင်းကြောင်းပြရမယ်အချိန်ကောင်းပဲဗျတခြားသူတွေမှမဆင်းသေးတာငါတယောက်တည်းကိုဖိုးထွေးရတယ်ဗျာတယောက်တည်းဆင်းတော့ပိုသတိထားမိတာပေါ့မဟုတ်ဘူးလားအေးအဲ့ဒါလည်းအဟုတ်ကြားတယ်ကွာရော့ဖိုးထွေးသူ့ရဲ့အင်ဂျီကိုချွတ်လိုက်ပြီးတော့မောင်ဘိုးထင်ကိုပေးကဝတ်ထားတဲ့ပစိုးကိုခရောင်းကြိုက်လိုက်လို့ချောင်းလေးထဲကိုဆင်းသွားပါလေတော့လေဖိုးထွေးတယောက်တည်းချောင်းထဲကိုဆင်းကဟိုငုတ်ဒီငုတ်လှုပ်ပြီးမိကျော်ဘက်ကိုမကြလှည့်ကြည့်နေတယ်မိကျော်အပါဝင်ကျန်တဲ့သူများကတော့ဒီကောင်ဘာကြောင်တာလဲလို့အတိတ်ပဲရတဲ့အကြည့်များနဲ့ကြည့်နေကြလေတယ်ဖိုးထွေးရဲ့အဘရွာလူကြီးဟာသူ့ရဲ့သားကိုကြည့်ကဟဲ့ကောင်ကြောင်တော်နဲ့ချောင်းထဲကိုဘာဆင်းလုံနေရလဲလူမွေးစိတ်အပြည့်နဲ့ကူညီနေရလဲအဘရာမင်းလေလူမွေးစိတ်လားဟာအဘအကျုပ်ဆိုအကောင်းကိုမမြင်ဘူးဖိုးထွေးသူ့ရဲ့အဘနဲ့စကားလှမ်းပြောနေစဉ်သူ့ရဲ့မျက်နှာဟာရုပ်ချီးလမ်းဖြတ်တဲ့အမူအရာပြောင်းသွားပြီးတော့ဟာဘာကြီးလဲငါကျွန်တော်ကိုဆွဲတာဖိုးထွေးစကားဆုံးတာနဲ့ချောင်းလေးတိုင်းရက်ကန်နဲ့ပါသွားလေရမောင်ဘိုးတင်ဟာရွာလူကြီးကိုဘာကြီးရွာလူကြီးကိုဖိုးထွေးနောက်ကိုလိုက်ခိုင်းပြမင်းကောင်ကကာတာနဲ့ဘာတွေလုပ်နေရလဲဟာလိုက်ခိုင်းပါဘာကြီးမောင်ဘိုးတင်ဟာရွာလူကြီးကိုပြောပြီးချောင်းပေါ်ကနေပြေးလိုက်လေတယ်မောင်ဘိုးတင်နီးတူရွာကလူများဟာလည်းဖိုးထွေးပါသွားရနောက်ကိုလိုက်ကြလေတော့တယ်ချောင်းလေးရဲ့ဘေးကိုင်းဖုတ်များအနီးမှာဖိုးထွေးကရက်သွားတယ်အဲ့ဒီနောက်ရေအောက်ကိုမြုပ်သွားပြန်ရာကုန်းမော်ကလူများအတော့ကိုထိတ်လန့်သွားကြတယ်ခဏကြာတဲ့အခါမှာဖိုးထွေးပြန်ပေါ်လာပြီးတော့အဘကိုပြုံးကိုတွေ့ပြီဗျဖိုးထွေးစကားကြောင့်ရွာတွေကလူများချောင်းထဲကိုဆင်းကဖိုးထွေးပြတဲ့နေရာကိုရင်းငုပ်ပြီးသူတို့နဲ့အတူကိုပြုံးရဲ့ရုပ်အလောင်းပါလာလေတော့တယ်ကိုပြုံးရဲ့လက်ထဲမှာတော့ရေအောက်ကမသိခင်တင်ငုံတစ်ခုကိုဆွဲမြဲစွာဆုပ်ကင်ထားပါလေတော့တယ်ကိုပြုံးရဲ့အလောင်းကိုရွာရဲ့အနောက်ဘက်မှာရှိတဲ့တင်းချိုင်းမှာမြေမြုပ်တကြိုလိုက်ကြပြီးဖြစ်ပါတယ်ရွာသူရွာသားများရဲ့အကူအညီနဲ့ကိုပြုံးရဲ့နာရေးဟာအတော့ကိုစီစီကရှိခဲ့ပါတယ်ကိုပြုံးရဲ့မိခင်မတ်တင်ကတော့သူ့ရဲ့သားရုပ်အလောင်းကိုကြည့်ပြီးပြုံးရည်နေသေးတယ်အဲ့လိုနဲ့မတ်တင်ကိုသူမရဲ့အိမ်ကိုအရင်ပို့ပေးလိုက်ရတယ်အခက်အနေငယ်ရှိခဲ့ပေမဲ့လည်းနာရေးကတော့အထမ်းမြောက်သွားပြီဖြစ်တယ်နာရေးပို့ဆောင်ပေးကြတဲ့ရွာသူရွာသားများအကုန်ပြန်သွားကြပါမယ်တာအေးနဲ့ပေတူးနဲ့မောင်ဘိုးထင်တို့၃ယောက်မပြန်သေးပါသူတို့နဲ့အမြဲမပေါင်းဖြစ်ပေမဲ့လောက်စလုံးလှိမ့်တန်ကြိုထိုးကစားပေါ်ကစားဘက်ဖြစ်တဲ့အတွက်များစွာကြေကွဲနေကြတယ်အခုလိုငယ်ရွယ်နဲ့ဆုံးပါခြင်းမှာသူတို့ပေပင်ရွာမှာအတော်ရှားတယ်မဟုတ်ပါလားမောင်ဘိုးထင်ဟာကိုပြုံးရဲ့မြေပုံကမြေကြီးကဲကိုယူပြီးတော့အပေါ်ကိုမြှောက်လိုက်တယ်ပြန်ကျလာတဲ့မြေကြီးကဲဟာလေးပေါ်မှာတင်ရက်တက်နေလေရာတာအေးနဲ့ပေတူးအန်အောနေကြတယ်မောင်ဘိုးထင်ဟာအန်အောတကြီးဖြစ်နေတဲ့ပေတူးနဲ့တာအေးကိုကြည့်ပြီးအန်အောအနေနဲ့ကိုပြုံးမြေကဲကိုဖမ်းထားတာဒီကောင်တရေဖြစ်နေတာငါသူ့ကိုမြင်တော့ငါနားလာနေတာဟာဒီကောင်မတရားဘူးငါတို့တော့မပြဘူးအေးကွာဘာလဲမင်းတို့ကမြင်ချင်းလို့လားမြင်ကျင်တာပေါ့အဲ့ဒါဆိုရင်ငါခြေစာမုံကိုယူလိုက်ဟာဘာဆိုင်လို့လဲ
မြင်ကျင်လို့ရှိရင်ယူစမ်းကွာမောင်ဘိုးထင်ရဲ့ပြောစကားကြောင့်ပေတူးနဲ့တာအေးမောင်ဘိုးထင်ခြေမြှောက်ပေးထားတဲ့ခြေဘွားကမြေစာမုံကိုလက်နဲ့ပုတ်လိုက်ပြီးတော့ရပြီဒါကငါဘာလုပ်ရမှာလဲခဏမင်းတို့လက်ပေးမောင်ဘိုးထင်ဟာပေတူးနဲ့တာအေးရဲ့လက်ကိုကိုင်းလိုက်ပြီးတော့မန်တန်တစ်ပုတ်ကိုတွတ်တွတ်ရွတ်လိုက်ပြီးတော့ကဲမျက်လုံးကိုကွင်းကြည့်တော့ပေတူးနဲ့တာအေးဟာသူတို့ရဲ့မျက်ကွင်းကိုခြေစာမုံများနဲ့ကွင်းလိုက်ရသူတို့ရဲ့ရှေ့မှာဖြူဆွတ်နေတဲ့မျက်နာကမျက်ကွင်းတို့ဟာမဲနှက်နေပြီးရေမြဆက်ဆက်ကျနေတဲ့အဝတ်စားနဲ့တရေကိုပြုံးဟာသူတို့ကိုပြုံးပြပြီးကြည့်နေလေရအမလေးမင်းကလည်းလန့်လိုက်တာကွာပြုံးမနေနဲ့ခက်တီတီနေမင်းပြုံးတာကြီးကကြောက်စရာကြီးအေးဟုတ်ပါကွာငါတော့လန့်သွားတယ်သူ့ကိုမြင်မြင်ချင်းအပြစ်ဆိုလိုက်တဲ့ပေတူးနဲ့တာအေးကြောင့်တရေကိုပြုံးဟာသူ့ရဲ့မျက်နှာကိုတီးလိုက်ပြီးတော့အေးပါကွာမင်းတို့ကတွေ့တာနဲ့အပြစ်ကတန်းပြောတာပဲဟုတ်ပါမင်းတို့ကောင်တွေရလေသူကစိတ်မကောင်းဖြစ်နေတဲ့ကြားကမင်းတို့ပြုံးကြတာလေအေးပါကွာငါတို့မှားပါတယ်ကွာပေတူးနဲ့တာအေးဟာမောင်ဘိုးထင်နဲ့တရေကိုပြုံးကိုသူတို့မှားကြောင်းပြောလိုက်တယ်အဲဒီနောက်မောင်ဘိုးထင်ဟာတရေကိုပြုံးကိုကြည့်ပြီးကိုပြုံးမင်းဘယ်လိုလုပ်မလဲဘယ်လိုစဉ်းစားထားလဲရွာထိပ်ကအဖိုးကတော့ငါ့ကိုနောက်ထပ်ဒီမှာနည်းနည်းနေလို့ရတယ်လို့ပြောတယ်ကွာမင်းပြောတဲ့အဖိုးဆိုတာဘာတူလဲကွာအင်ဂျီလည်းအဖြူပစိုးလည်းအဖြူကွာခေါင်းမှာလည်းခေါင်းပေါင်းအဖြူပေါင်းထားတယ်ငါဆိုသူ့အနားကိုသိမ့်မကက်ရဘူးအယောင်တွေကတစ်ချက်ထွက်လာလို့တယ်ဟုတ်လားတို့ကြောင်မှာအဲ့လိုမျိုးအဖိုးကိုမတွေ့ဘူးနော်ငါလည်းတေမမြင်ရတာဟာမင်းတို့မြင်ချင်းတေးကြည့်ပါလားမောင်ဘိုးထင်တို့ဟာတရေကိုပြုံးစကားကြောင့်အနောက်ကိုခြေတလန်းများဆုပ်လိုက်ကြတော့တယ်အဲ့ဒီအချင်းရာကိုတတိထားမိတဲ့တရေကိုပြုံးကစတာပါကွာမင်းတို့ကလည်းတေမာကြောက်နေသေးတယ်ငါလှုပ်ချင်တာတွေရှိတယ်မင်းတို့ကူညီပေးပါလားအဖိုးကငါ့ကိုစွန့်သွတ်ပေးတဲ့နေ့ပြီးရင်ဆိုလားဘာလားကွာသူ့နောက်ကိုလိုက်ခဲ့ရမယ်လေကွာအဲ့ဒါငါမသွားခင်ငါလှုပ်ချင်တာလေးတွေမင်းတို့ကူညီပြီးတော့လုပ်ပေးပါလားအေးပါကိုပြုံးရလုပ်ပေးပါမယ်လူတွေတတ်တာတွေဘာတွေတော့ငါမလုပ်ရဲဘူးဟဲ့ကောင်ပေတူးရငါရွာသားတွေကိုတတ်ပါမလားဟာပြီးတာပဲမနေ့ပြန်ငါတို့တင်းချမ်းကိုပဲလာခဲ့ရမှာလားအေးဟိုကောင်တွေနှစ်ကောင်ကိုအရင်ခေါ်ပေးရမယ်ဘယ်သူတွေလဲအောင်တန်းနဲ့မောင်မြင့်ကိုလေအဲ့ကောင်တွေမင်းတည်သွားတာသူတို့ကြောင့်ဆိုပြီးတော့ထမင်းတော်မစားဘူးငိုနေတယ်တဲ့ကွငါသိတယ်အဲ့ဒီကောင်တွေနှစ်ယောက်နားကိုငါရောက်ပြီးပြီငါသူတို့ကိုစကားပြောပေမဲ့ငါပြောတာမကြားရဘူးကွာအဲ့ဒါမနေ့ပြန်ဒီကိုခေါ်ပြီးတော့ဘိုးထင်ကငါ့ကိုသူတို့မြင်နေအောင်လုပ်ပေးပါကွာနော်စိတ်ချပါတငယ်ချင်းဟာငါလုပ်ပေးပါမယ်အဲ့ဒါဆိုလဲငါတို့သွားတော့မယ်ဒါနဲ့မင်းကညပေါ်မှာအိမ်ပါလေအိမ်အောင်ငါအတွက်မိုးချုပ်တယ်ဆိုတာမရှိဘူးအချိန်တိုင်းရှင်းရှင်းလင်းလင်းမြင်နေရတာရွာထဲကိုတိတ်မသွားရဲဘူးတချို့အချိန်တွေသွားလို့ရှိရင်ခွေးကမတရားဟောင်တာကွာအေးဟုတ်လားအဲ့ဒါဆိုမင်းကညဘက်လာတာဖြစ်မယ်ညလာနေလာမသိပါဘူးကွာအဲ့ဒီနောက်မောင်ဘိုးထင်တို့ဟာတရေကိုပြုံးကိုနှုတ်ဆက်ပြီးတော့ရွာထဲကိုပြန်ဝင်သွားကြပါလေတော့တယ်မောင်ဘိုးထင်တို့၃ယောက်ဟာအောင်တန်းနဲ့မောင်မြင့်တို့မရမကခေါ်ထုတ်လာခဲ့တယ်လမ်းမှာတော့အောင်တန်းနဲ့မောင်မြင့်ဟာသူတို့ခံစားနေရသည်များကိုမောင်ဘိုးထင်တို့တလန်းလုံးရင်ဖွင့်လာကြတယ်ငါကိုပြုံးကိုတေချာတားရမှာကိုပြုံးတေးရတာငါကြောင့်မင်းကြောင့်မဟုတ်ဘူးငါကြောင့်ဒီကောင်ကိုကစုံရွက်သွားခူးရအောင်ဆိုပြီးငါမခေါ်ရင်ဒီကောင်ဒီလိုဖြစ်မှာမဟုတ်ဘူးကွာမောင်ဘိုးထင်တို့ဟာအောင်တန်းနဲ့မောင်မြင့်ပြောတဲ့စကားများကိုနားထောင်ရင်းနဲ့တင်းချိုင်းသားမှာရှိတဲ့ပြင်းမပင်ကြီးနားကိုရောက်လာတယ်မောင်ဘိုးထင်ဟာပြင်းမပင်ကြီးအရေးမှာမတ်တက်ရက်လိုက်ပြီးတော့အောင်တန်းနဲ့မောင်မြင့်ကိုသူ့ရဲ့ခြေစာမှုကိုမန်တန်ရုပ်ပြီးတော့အောင်တန်းနဲ့မောင်မြင့်ရဲ့မျက်လုံးများကိုကွင်းပေးလိုက်တယ်အဲဒီနောက်မောင်ဘိုးထင်ဟာတင်းချိုင်းဘက်ကိုလက်ညှိုးထိုးပြလိုက်ပြီးတော့ဟဲ့ကောင်လေဟောဟိုကဘာတူလဲတေချာကြည့်မောင်ဘိုးထင်လက်ညှိုးညွှန်ရကိုအောင်တန်းနဲ့မောင်မြင့်ကြည့်လိုက်ကြတယ်သူတို့ရဲ့မြင်ကွင်းမှာတော့တရေကိုပြုံးဟာသူတို့နဲ့အတူကစုံရွက်သွားခုစဉ်က
ပစိုးနဲ့အင်ဂျီကိုဝတ်ထားပြီးတော့တကောလုံးရေများရွှဲဆိုနေပါလေကိုပြုံးဟာသူ့ကိုကြည့်နေတဲ့မောင်ဘိုးထင်တို့အနောက်ကိုလမ်းလျှောက်လာရာအောင်တန်းနဲ့မောင်မြင့်ကြောက်လန့်နေပါလေအဲ့ဒီခါမှာမောင်ဘိုးထင်တဲ့ပေတူဟာသူတို့ရဲ့ပခုံးများကိုဖတ်လိုက်ပြီးတော့ဟဲ့ကောင်လေကိုပြုံးကဒိုးတငယ်ချင်းလေတိတ်သွားလို့တခြားဘဝကိုရောက်သွားတာကြောက်စရာမလိုသတိထားစမ်းပါမင်းတို့တွေဒီလိုတွေကြောက်လန့်နေလို့ရှင်ဟိုကောင်ကိုပြုံးကစိတ်မကောင်းဖြစ်နေလိမ့်မယ်ကွာမောင်ဘိုးထင်ရဲ့စကားကိုကြားမှအောင်တန်းနဲ့မောင်မြင့်ရဲ့ကြောက်စိတ်များပြေလျော့လာကသူတို့ရဲ့တငယ်ချင်းဖြစ်သူကိုပြုံးကိုကြည့်လိုက်ကြတယ်ကိုပြုံးဟာအရေးပမာပြောင်းလိုက်ပေါ်လိုက်နဲ့ပေတူးရဲ့မျက်နှာနဲ့တထွားမြကွာမှာပြန်ပေါ်လာရဟာမင်းမေကြီးတော့လန့်လိုက်တာကွာဒီလောက်နီးနီးလေးမှပြန်ပေါ်လာရလားဟာအချိန်လွန်သွားလို့ပါပေတူးရငါလည်းဒီလိုလေးလှုပ်တက်ခါစားဆိုတော့စမ်းလှုပ်ရင်နဲ့မင်းမျက်နှာကြီးနားကိုကတ်သွားတာပါကတ်ချင်လို့မဟုတ်ပါဘူးကတ်ချင်စရာရုပ်ကြီးလည်းမဟုတ်ပါဘူးဟာဒီကောင်ကိုပြုံးတရေဘဝနေတယ်အောင်တန်းနဲ့မောင်မြင့်ဟာတရေကိုပြုံးရဲ့စကားပြောတဲ့ဟန်ကိုမြင်ရတဲ့အခါမှာကြောက်စိတ်ကင်းမဲပြီးတော့ပြေးဖက်လိုက်တယ်ပြေးဖက်ပေမဲ့ကိုပြုံးကိုထိကန်လို့မရပြီအဲ့ဒီနောက်အောင်တန်းဟာတရေကိုပြုံးကိုကြည့်ပြီးတော့ကိုပြုံးငါမင်းကိုရေးထဲဆင်းပြီးတော့မကဲနိုင်ဘူးငါတောင်းပန်ပါတယ်ကွာငါမင်းကိုရေးထဲကိုမဆင်းဖို့မရမကတားရမှာငါမတားနိုင်ဘူးကွာမင်းနဲ့မဆိုင်ပါဘူးကွာရေတွေတက်လာတော့မယ်ဆိုတာငါတိတိကြီးနဲ့ထင်းတုံးကိုဒိုကျင်စောနဲ့ဆင်းလိုက်တာမင်းတားနေတာငါကြားပါတယ်ငါပြည့်နဲ့ငါပါကွာငါထင်းတုံးကိုမြင်တော့ဆောင်းတွင်းရောက်ရင်ထင်းတုံးကိုငါအမေမိလုံဖို့အတွက်ပဲတွေးလိုက်မိတာကွာကြံတာငါမတွေးခဲ့ဘူးအောင်တန်းစကားပြောပြီးနောက်မောင်မြတ်ဟာကိုပြုံးကိုစိတ်မကောင်းစွာနဲ့စကားဆိုလိုက်လေတယ်အဓိကတည်းကငါပါကွာငါသာမင်းအိမ်ကိုလာပြီးတော့ကစုံရက်ခိုးဖို့မခေါ်ရင်မင်းဒီလိုဖြစ်မှာမဟုတ်ဘူးငါမကောင်းတာငါကြောင့်မောင်မြတ်ဟာပြောပြောဆိုဆိုသူ့ရဲ့လက်နဲ့သူ့ရဲ့ပါးကိုပြန်ရိုက်နေလေရာမောင်ဘိုးထင်းတို့ဆွဲထားရလေတယ်တရေကိုပြုံးဟာမောင်မြင့်ကိုကြည့်ပြီးတော့မောင်မြင့်မင်းနဲ့မဆိုင်ပါဘူးကွာအဲ့လိုတွေမတွေးပါနဲ့အရင်ကတည်းကငါတို့မင်းတို့ဆိုတာသွားအတူတူလာအတူတူတွေလေငါ့ကိုစိတ်မကောင်းဖြစ်အောင်မလုပ်ပါနဲ့ကွာဘယ်သူပြစ်မှမဟုတ်ပါဘူးအဲ့ဒါတွေထားလိုက်ပါအခုငါ့ကိုကူညီကြပါအောင်ကွာပြောတကယ်ချင်းငါတို့ဘာတွေကူညီရမလဲငါအမေအတွက်ကြံမြစ်ကောက်ပေးစမ်းပါကွာငါအမေကဆောင်းရင်းဆိုလို့ရှိရင်သူများတွေထက်ပူချမ်းတတ်တယ်ငါမရှိရင်သူ့အတွက်ဘယ်သူမှကြံမြစ်ကောက်ပေးမှာမဟုတ်ဘူးငါအမေချမ်းပြီးတော့တုံနေမှာကွာငါ့ကိုကူညီပါစိတ်ချပါတကယ်ချင်းဟာကြံမြစ်တယ်မကောက်ဘူးထင်းကြောက်တွေပါရှာပေးမယ်မင်းစိတ်ချလက်ချတာနေကြားလားမင်းတို့တကယ်ပြောတာနော်တကယ်ပါကွာမင်းရလေငါအမေထမင်းကောစားရလားမသိပါဘူးကွာငါအိမ်သွားလို့ရှိရင်အမေကငါ့ကိုမြင်နေရတယ်ကွာလူတွေကငါ့ကိုအမေမြင်နေတာကိုစိတ်မနှံ့လို့ဆိုပြီးတော့ပြောတယ်ပဲထင်နေတာတရေကိုပြုံးစကားဆုံးတဲ့အခါမှာပေတုဟာမင်းအမေအတွက်ဘာမှမပူနဲ့ငါဘာနဲ့အမကမင်းအမေအတွက်ထမင်းစားချိန်အမြဲသွားပို့ပေးမယ်လို့ပြောတယ်မင်းနဲ့ငါနဲ့ကအင်ဂျင်ကက်ရက်ကိုဘာကြီးနဲ့ကြီးတော်ကိုကျေးဇူးတင်ပါတယ်ကွာဟိုကလေးကမင်းဘာနဲ့အမေကငါအမေကိုထမင်းကျွေးနေကြဆိုတာငါသိပါတယ်ငါအမေကမြေပဲဆိုရင်သိကြိုက်တာကွာမင်းတို့ငါအမေကိုမြေပဲလေးမပြတ်ပေးပါကွာနော်ကိုပြုံးမင်းဘာမှမပူနဲ့လေးကြီးမတ်တင်းကိုငါတို့တရွာလုံးချစ်ပါတယ်ကွာစိတ်ချငါပို့ပေးမယ်ပေးစရာမရှိရင်ကိုဘိုးတွေအကွက်ထဲကနေခိုးပေးမယ်ကြားလားဟာခိုးပြီးတော့ငါအမေကိုမကြွေးပါနဲ့ကွာဘာဖြစ်လို့လဲဟာငါသဘောပြောတာပါကွာမင်းကရွာဦးเจ้าကဖုန်ကြီးပြောတဲ့သီလာတွေဘာတွေတောင်မှသေမသိညာလားမဟုတ်ပါဘူးကွာခိုးထားတဲ့မြေပဲတွေဆိုတော့အဆန်မထွင်းရသေးတော့ငါအမေပင်ပန်းနေမှာစိုးလို့ပါကွာတရေကိုပြုံးစကားကိုကြားတဲ့အခါမှာမောင်ဘိုးထင်တို့အားလုံးတရေကိုပြုံးကိုစူးစိုက်ကြည့်နေလေရတရေကိုပြုံးဟိုလူကြည့်ရမလို့ဒီလူကြည့်ရမလို့နဲ့အနေခတ်နေပါလေတော့တယ်
ကြံလမိုင်းခင်းကိုဖြတ်ပြီးတော့ပင်သစ်ဆိုင်ဖို့ထဲရေးထိုးနေတဲ့ကြံခင်းနေရာမှာမောင်ဘိုးထင်တို့စဘာထဲတဲ့တင်းတောင်များအိမ်များကိုယူပြီးကြံမြင့်လိုက်ကောက်နေကြတယ်တောတောင်များကြီးစိုးတဲ့ဒေသမို့လို့ဆောင်းတွင်းကတော့ခိုက်ခိုက်တုံအောင်ချမ်းအေးတယ်အဲ့ဒီအချမ်းတန်ကိုကာကွယ်ဖို့မိလုံကြရအိမ်တော်တော်များများကထင်းအစားကြံမြင့်ကိုမီးဆိုင်ပြီးတော့မိလုံကြတယ်ယခုမောင်ဘိုးထင်တို့အဖွဲကြံမြင့်ကောက်နေကြတယ်နေမြင့်တာနဲ့ရွာတွေကကလေးများအပြိုးပေါက်လေးများနဲ့လူပြိုးပေါက်လေးများရောက်လာကြတော့မှဖြစ်တယ်အဲ့ဒီထဲမှာတော့တာရနဲ့ဖိုးထွေးထိတ်ဆုံးကဖြစ်တယ်မိကျော်နဲ့လှရင်တို့ကြံမြင့်ကောက်မှဖြစ်ပြီတကောင်သားနှစ်ယောက်ကမိကျော်နဲ့လှရင်ကိုကြံမြင့်ကောက်ကူမှဖြစ်တယ်မောင်ဘိုးထင်တို့ဟာကြံခင်းထဲမှာအစောဆုံးရောက်ပြီးကြံမြင့်ကောက်နေကြတယ်လူသား9ယောက်နဲ့တရေတကောင်ကြံမြင့်ကောက်နေတာကိုတာမန်လူများအဖို့လူသားများကိုသာမြင်နိုင်ပေမဲ့မောင်ဘိုးထင်တို့9ယောက်ဒီကတရေကိုပြုံးကိုမြင်နေရတယ်ဟဲ့ကောင်လေခဏနေလူတွေလာတော့မှာအေးဘာဖြစ်တော့လာတော့ဘာဖြစ်ရမှာလဲအဲ့ဒီထဲကဥညိုကြီးကကြီးကောင်ကြီးမားကြီးနဲ့ကြံမြင့်လူကောင်မှာငါသိတယ်မောင်ဘိုးထင်တို့ပြောစကားကိုတရေကိုပြုံးကနားထောင်ရင်းနဲ့မောင်ဘိုးထင်ကိုကြည့်ကဘိုးထင်မပြန်သေးပါနဲ့အောင်ကွာငါရွာကလူတွေကိုနှုတ်ဆက်ချင်တယ်ရွာလူတွေကိုဘယ်လိုနှုတ်ဆက်မှာလဲကိုပြုံးရကိုဘိုးထွန်းနဲ့ကိုသားရပြီးတော့ဥညိုကြီးကိုနှုတ်ဆက်ချင်တော့ပါဒါဆိုလည်းမင်းသဘောပဲခဏနေလာတော့မှာငါတို့ကောက်ထားတဲ့ကြမ်းမြက်တွေမင်းရင်ကိုအကုန်ပုတ်ပေးမယ်အေးပါကွာမောင်ဘိုးထင်တို့အဖွဲစကားတပြောပြောနဲ့ကြမ်းမြက်များကိုဆက်ကောက်နေကြပါလေတော့ခလေးများတတိုက်ကြံထဲရေးပြင်ကိုချီတက်လာကြတယ်အဲ့ဒီခလေးများရဲ့နောက်မှာတော့မိကျော်နဲ့လှရင်တို့အပြိုပေါက်လေးများအဖွဲဖြစ်ပါလေအဲ့ဒီအပြိုပေါက်လေးများရဲ့ဘေးမှာတော့ตาရနဲ့ဖိုးထွေးပြုံးပြုံးနဲ့ပါလာနေကြတယ်ပြုံးနေတဲ့ဖိုးထွေးကိုသူ့ရဲ့ညီမဝိုင်းခွဲဖြစ်သူမိတက်ကမကြင်မနဲ့စကားဆိုနေလေတယ်မနေ့ကဘာကြီးကကြံမြင့်သွားကောက်ခိုင်းတော့နေပူတလေးပါလေးနဲ့အခုမှဘာလို့ထားလိုက်လာလဲဘာကြီးနဲ့ရီကိုတိုက်မယ်ဟဲ့မိသက်နင်စကားတဲများတာပဲဖဲစမ်းမိကြော်ပေးရဖိုးထွေးရသူ့ရဲ့ညီမဝိုင်းခွဲရဲ့လက်ကိုဆွဲပြီးတော့ဘေးကိုပိုးလိုက်ကမိကြော်နားကိုကတ်လိုက်ပြီးတော့မိကြော်ကြံမြင့်မရမှာမပူနဲ့ငါတရားလုံးရှိတယ်မပူပါဘူးငါရဲ့ဦးလေးဥညိုကြီးပါတယ်မြင်လာဟုတ်မှာဟာဒီလူကြီးကခလေးတွေကြားတယ်ဘာဝင်ရှုပ်နေရလဲဖိုးထွေးကညီညူရင်းမိကြော့ဦးလေးညိုကြီးစီကိုကြည့်လိုက်တယ်ခလေးများကြားမှာတယောက်တည်းမမမမနဲ့ကြံမြေလူကောက်ဖို့ကြံနေတဲ့လူကြီးမှာညိုကြီးဖြစ်ပါတယ်ဖိုးထွေးအဲ့ဒီလူကြီးကိုကြည့်ပြီးတော့စိတ်မသက်မသာဖြစ်နေတာကိုသိတဲ့တာယာကဟဲ့ကောင်ဘာမှစိတ်မပူနဲ့မိကျော်ဦးလေးဥညိုကြီးကကြံမြေကောက်ဖို့လာတာစိတ်ပဲရှိတာသူ့တူမဘယ်ခွေးဟောင်ဟောင်စိတ်ပူတာမဟုတ်ဘူးဟဲ့ကောင်သားရမင်းဘာစကားပြောတာလဲဘယ်ခွေးဟောင်ဟောင်ဆိုတာလေမင်းကိုခွေးလို့ပြောတာမဟုတ်ပါဘူးကွာခွေးကခွေးလို့ပြောရင်နားမလားငါမင်းကိုခွေးလို့ပြောရင်မင်းနာတယ်လေမင်းသာခွေးဆိုအခုလို့ခွေးလို့မပြောပဲခွေးလို့ပြောခံရတယ်လို့ဘယ်ခွေးမှထင်မှာတော်စမ်းမင်းစပြောတာနဲ့ငါတောင်ဟောင်ကျင်တဲ့စိတ်ပေါ်လာပြီငါမတားပါဘူးမင်းသဘောပါမင်းတော့ဘိုးထင်တော့မရှိတော့တက်တာတယ်မဲ့ဘာမရှိရမှာလဲဟိုကောင်တွေကကြံမြက်တောင်ကောက်ပြီးတော့သွားပြီတော်တော်ကိုဝိရိယရှိတဲ့ကောင်တွေကွာတားရပြောပြီးလက်ညှိုးညွှန်ရာကိုကြည့်လိုက်ရမောင်ဘိုးထင်တို့အဖွဲ့ဟာဖိုးထွေးတို့ကိုလက်ပြန်ပြပြီးပြုံးရီပြနေလေပါတော့တယ်မောင်ဘိုးထင်တို့နဲ့အတူတူရှိနေတဲ့တရေကိုပြုံးဟာမောင်ဘိုးထင်တို့ကိုကြည့်ပြီးတော့ဟဲ့ကောင်တွေငါစားကျင်တဲ့လူတွေကိုစားလိုက်အောင်မယ်နှုတ်ဆက်တဲ့သဘောပေါ့ပြီးရင်ငါတို့အိမ်သွားကြတာပေါ့အေးပါကွာမင်းသဘောပဲတရေကိုပြုံးဟာသူ့ရဲ့ထုံးစံအတိုင်းပေါ်လိုက်ပြောင်းလိုက်နဲ့ခလေးများနဲ့ကြမ်းမြစ်ကောက်နေတဲ့ညိုကြီးနာကိုရောက်သွားလေတယ်မောင်ဘိုးထင်တို့သာမြင်နိုင်စွမ်းတဲ့တရေကိုပြုံးကိုကြမ်းတဲ့သူများဘယ်သူမှမမြင်နိုင်ပေကိုပြုံးဟာ
ကြမ်းမြစ်လူကောက်နေတဲ့ညိုကြီးရဲ့အနောက်မှာကပ်ပြီးတော့လိုက်နေပါတယ်ညိုကြီးဟာကလေးများနဲ့အတူစကားတပြောပြောနဲ့ကြမ်းမြစ်ရှာနေပါတယ်ဟေးဟိုမှာမြစ်ဆုံကြီးဟာနေရအော်နေဟိုမှာဥညိုကြီးကရောက်သွားပြီဟုတ်ပါသူတို့အိမ်ကြမ်းမြစ်ကောထားစရာရှိသေးလားမသိဘူးဒီဆောင်တွင်လုံးကုံမာတော့မဟုတ်ဘူးဆိုဥညိုကြီးကသူ့အိမ်မိညက်တိုင်းမလို့ကြမ်းမြစ်စုနေရနေမှာပေါ့ဟဲ့ကလေးတွေဘာမှမနာလို့ဖြစ်မနေနဲ့ဒီကြံကင်းကွက်ကငါ့ကိုအကွက်နင်တို့ကိုတနာလို့ကြမ်းမြစ်ကောက်ခွင့်ပေးထားတာအိုးဘသူကွက်ဖြစ်ဖြစ်အကုန်ကောက်လို့ရတာကိုအခုမှလာပြီးပြောနေတယ်ညိုကြီးကလေးများနဲ့စကားပြောနေစမှာရုတ်တရက်ဟဲ့ဥညိုကြီးထားကနေတယ်ဟဲ့ကလေးတွေငါ့ကိုခါမတို့နဲ့ငါရောင်တတ်တယ်ဟာဘသူမှမတို့ပါဘူးဥညိုကြီးကကိုယ့်ဘာသာကိုကနေပြီးတော့ဇက်မဲလာကြီးတော်နဲ့ငါနဲ့ညာကလေးတယောက်ဖွာရတဲ့ကလေးနာမည်ပေးပူတူတူလေးဟေးဥညိုကြီးကျမကြီးတော်ကိုဘာပြောတာလဲဥညိုကြီးကိုကျမကြီးတော်နဲ့တိုင်ပြောမယ်ဟဲ့မဲလာငါ့ကိုခါတို့လို့ရောင်သွားတာပါဟာနေ့ကြီးတော်ကြီးကိုငါမလို့ချင်းဇက်မဲလာကြီးတော်တော်တဲ့သွားရုပ်ကစိုးနဲ့ညာအပပပဥညိုကြီးသူနဲ့ညာလို့အားမရဘူးရုပ်ကစိုးနဲ့တောင်ပေးစားနေတယ်ဟေးမဲလာကြီးတော်တော့တော်တော်စွန်တာပဲဥညိုကြီးအခုသွားတိုင်းမယ်ကလေးတယောက်မွေးခိုင်းအောင်နဲ့မကတော့ရုပ်ကစိုးကြီးနဲ့တောင်မှပေးစားနေတယ်ဥညိုကြီးအင်ကိုလှုပ်ပြီးတော့လာဆဲခိုင်းမယ်မဲလာစိတ်ဆိုးဒေါသထွက်ကကြံမြစ်ပင်မကောက်တော့ပဲရွာထဲကိုပြန်ပြေးနေတယ်တရေကိုပြုံးဟာအဲ့ဒီအချင်းရာကိုကြည့်ပြီးသဘောကျနေကရီမောနေရင်နဲ့ဖိုးထွေးကိုကြည့်လိုက်နေတယ်ဖိုးထွေးဟာကြံမြစ်လေးကောက်လိုက်မိကျော်အိတ်ထဲကိုထည့်ပေးလိုက်စကားပြောလိုက်ပြန်သွားလိုက်နဲ့အတော့ကိုဟန်ကြနေတယ်တရေကိုပြုံးဟာဖိုးထွေးနဲ့မိကျော်ကိုကြည့်ပြီးတစ်ချက်ပြုံးလိုက်ကသူတို့နှစ်ယောက်နားကိုပေါ်လိုက်ပြောင်းလိုက်နဲ့ရောက်သွားပြန်တယ်အဲ့ဒီပေါ်လိုက်ပြောင်းလိုက်ဖြစ်နေရကိုတော့မောင်ဘိုးထင်တို့သာမြင်နိုင်ပေတယ်တခြားသူများမမြင်နိုင်ကြပေဖိုးထွေးဟာကြံမြက်လေးများကိုကင်ပြီးတော့မိကျော်နားလာကမိကျော်အိတ်ဖြဲမတ်တာနင်းကဘာစကားပြောတာလဲလူကြီးသားတွေဘာတွေနားမလဲဘူးနော်ဘာ80ကွဲသွားမယ်ဟာဘာတွေတွေးနေရလဲနင်းကင်ထားတဲ့ကြံမြက်ထည့်ထားတဲ့အိတ်ကိုဖြဲလို့ပြောတာငါလက်ထဲကကြံမြက်တွေမမြင်ဘူးလားအော်အေးမိကျော်အားတုံအားနာနဲ့ကြံမြစ်ထည့်ထားတဲ့အိမ်ပေါ်ဝါကိုဖျဲပေးလိုက်တယ်ဖိုးထွေးဟာကြံမြစ်များကိုထည့်ပြီးတော့အနောက်ကိုပြန်လှည့်ပြီးကြံမြစ်ကောက်ဖို့အထွက်သွားချိန်မှာမိကျော်ကြံမြစ်များထည့်ထားတဲ့အိတ်ကပြေကနီးနေပြီမို့လို့အိတ်ကိုအားယူပြီးတော့ဆောင်းလိုက်၍အနေငယ်ကိုကနဲ့ကုန်းသွားစဉ်မှာသူ့ရဲ့တင်ပါကိုလက်နဲ့ကုပ်လိုက်တဲ့အတွက်အနောက်ကိုပြန်လှည့်ကြည့်လိုက်ရသူမနဲ့မလှမ်းမကန်းကဖိုးထွေးသူ့ကိုပြုံးပြနေတယ်မိကျော်အနားမှာရှိတဲ့ထဲရဲပြင်ထဲကမြေကြီးကဲနဲ့ဖိုးထွေးကိုပေါက်လိုက်ရဖိုးထွေးနားမလဲဟန်နဲ့ငါဘာလုပ်လို့လဲဟာတေချင်းစိုးကာလာနာငွေဝဲကကြောင်းကြိုကြောင်းကြားဇေယျကြိုဇေယျကြားမှာနေပြီးတော့တောင်းစားနေတဲ့တောင်းစားခွက်ပြောက်ငါတင်မကိုလာခိုင်းတဲ့အစိမ့်တွေနင်တော်ဖြစ်နေရင်လေနင့်ဖေကိုမိမတောင်းခိုင်းပါလားငါလိုအပြွနွနွထွတ်ထွတ်လေးကိုလာကန်ရဲတယ်ငါနဲ့ကိုအဖြေပြန်ပေးဖို့နောက်ဆုတ်လိုက်ပြီအခုတော့ဒီလောက်တင်ရမ်းနေနင့်ကိုလေအဖြေပေးလိုက်လို့ကတော့ငါအကုန်ပြုတ်ထွက်ကုန်ပါတိတ်နာလေးနင့်ကိုတနာလို့မအော်တာနော်ငါအော်လိုက်ရင်ငါလင်ရမှာမို့လို့ပဲငါဘာမှမလုပ်ဘူးလေဟာငါဘာသာငါကြမ်းမြစ်သွားကောင်းမလို့လေဒီနားမှာနင်းနဲ့ငါနှစ်ယောက်တည်းရှိတာနေမကန်ရင်ဘယ်တင်နာကြအကင်မလဲအဲ့ဒါတော့မသိဘူးလေဟာတော်စမ်းငါပြန်မယ်ဖိုးထွေးရခေါင်းကိုကုတ်လို့သာနားမလဲဟန်ဖြစ်ပြီးတော့သူ့ကိုကြောပေးပြီးထွက်သွားတဲ့မိကျော်ကိုကြည့်ကတူတူနဲ့တယောက်တည်းရွတ်နေပါတယ်ဒီလိုမှန်းသိရင်တကယ်ကန်လိုက်ပါတယ်ကွာဘာမှလည်းမကန်ရပဲနဲ့အချောင်အစဲခံရတယ်ဟာတရေကိုပြုံးဟာဖိုးထွေးတယောက်တည်းစကားပြောနေတာကိုကြည့်ရင်းနဲ့မျက်လုံးပင်ပြူးသွားရပါလေအဲ့ဒီနောက်တာရနားကိုသွားပြီးတော့တာရကိုစောင့်တွန်းလိုက်စင်မှာတာရရဲ့ရှေ့မှာရှိတဲ့
လှရင်ရဲ့နဖူးကိုတာယာကနမ်းမိသွားတယ်အဲ့ဒီခါမှာလှရင်ဟာရှက်ပြုံးလေးပြုံးကဟာတာယာလည်းဟာဘာလို့လာလို့နေရလဲသူများတွေမြင်ရှက်စရာကြီးဘာမှလည်းမသိဘူးလှရင်ဟာရှက်နဲ့ကောက်ထားတဲ့ကြံမြက်နဲ့တာယာကိုပေါက်ကနောက်ကိုလှည့်ပြီးတော့ထွက်ပြေးသွားလေတာယာဟာလည်းလှရင်ပေါက်လိုက်တဲ့ကြံမြက်ရင်ဘတ်ကိုမှန်းကထရေပြင်းထဲမှာပက်လက်လန်လဲကြကနေပါလေတော့တယ်မောင်ဘိုးထင်တို့ဟာတရေကိုပြုံးတဲ့အတူသူ့ရဲ့နေအိမ်ကိုကြံမြက်များသွားပို့နေလေတယ်မောင်ဘိုးထင်တို့ဟာကြံမြက်များကိုချပြီးကိုပြုံးရဲ့မိခင်ကိုလှမ်းခေါ်လိုက်ကြတယ်လေးမသိပြောလေးမသိဘသူတွေတော့ကျုပ်ဘိုးထင်ပါဒီမှာလေးကြီးမိလုံးဖို့ကြံမြက်လာပို့တာဟုတ်လားအေးငါလာပြီမသိဟာအိမ်လေးဘော်ကနေဆင်းလာပြီးဘိုးထင်တို့ကိုတွေ့တဲ့အခါမှာပြုံးရည်ပြီးတော့အခုတလောရွာလူတွေကငါ့ကိုအကုန်ပေးနေကြတယ်ဆန်တွေရောစီတွေရောအများကြီးပဲဟိုဘက်အိမ်ကပေတုအမေဆိုငါ့ကိုဟင်းချက်တာတွေတောင်မှလာပြနေရငါချက်တတ်ပါတယ်ကိုပြုံးကလေသူချက်မဲဆိုလို့ချက်ခိုင်းထားတာဟိဟိဟုတ်လားအေးမနေ့ပြန်ရွာလူကြီးကကိုပြုံးစွန်းတို့ဆိုလားလှုပ်ဖို့အတွက်ဆန်တွေရောပစုံကြောက်တွေရောလာပေးသွားတယ်မနေ့ပြန်မှပြန်လာမယ်လဲပြောသွားတယ်ကိုပြုံးလဲဘယ်ရောက်နေလဲမသိပါဘူးသူ့အတွက်လာပေးတာအဲ့ဒီနောက်တရေကိုပြုံးဟာမောင်ဘိုးတင်တို့နောက်ကနေထွက်လာတဲ့ခါမှာမသိန်းကမြင်တဲ့ခါမှာကိုပြုံးနေဘယ်လိုသွားနေရလဲဟဲ့ညတွေဆိုငါတယောက်တည်းနေပုံစံကလည်းဘာဖြစ်နေရလဲရေထဲကိုဆင်းတာများလို့လားနင်ချမ်းနေရင်အဝိစားလဲလိုက်လေကျုပ်မချမ်းပါဘူးမေကျုပ်အမေအတွက်ငှက်လိုက်ပြစ်မလို့အဲ့ဒါတောထဲကိုသွားရမှာသွားလေသွားခါတော့ရအောင်ပြစ်နော်ငါကလေခါသားတအားကြိုက်တာအေးပါမေရဲ့ကျုပ်အကြာကြီးသွားမှာကျုပ်မရှိတော့လိုအပ်တာရှိရင်ဘိုးထင်တို့ကိုပြောတော်မေဘိုးထင်တို့ကိုလှုပ်ပေးလိုက်မယ်အကြာကြီးဆိုမသွားနဲ့လေဟာငါနေမရှိပဲမနေတတ်ဘူးလေကျုပ်မသွားလို့မရဘူးမေမသွားနဲ့တော့ငါခါသားလည်းမစားကြတော့ဘူးနော်မသွားပါနဲ့ဟာအမေကျုပ်ပြောတာနားထောင်အမေလိုချင်တာရှိရင်ကျုပ်တငယ်ချင်းတွေကိုပြောကျုပ်သွားတော့မယ်မေတရေကိုပြုံးဟာမောင်ဘိုးထင်တို့လူစုတဲကိုတိုးဝင်ပြီးတော့ပျောက်ကွယ်သွားတယ်မတင်ရတော့သူ့ရဲ့သားဖြစ်သူသွားတဲ့ဘက်ကိုကြည့်ပြီးတော့ကိုပြုံးပဲသွားမှလဲနေမရှိရင်ဘသူကငါ့ကိုထမင်းကျွေးပါလဲတခြားလူတွေတွေ့ရင်ငါမစားဘူးနော်ကိုပြုံးညရောက်ရင်ပြန်လာနော်ဟိမတင်ဟာစကားပြောရင်းနဲ့ရီမောနေတယ်အခုသူမရီမောနေတဲ့ညဝန်ကနေမျက်ရည်စားများခိုတွဲပြီးတော့နေပါလေတော့တယ်ကိုပြုံးအတွက်ရည်စူးပြီးလှုပ်တဲ့ဆွန်းသွတ်ဟာအောင်မြင်စွာပြီးဆုံးသွားပြီဖြစ်ပါတယ်ဆွန်းသွတ်မှာသူ့ရဲ့မိခင်မသိန်းကိုရွာသူရွာသားများမှာဝိုင်းဝန်းဂယူးဆိုင်နေတာကိုမြင်တွေ့ရတဲ့တရေကိုပြုံးဟာသူ့အမေအတွက်စိတ်ချသွားပြီဖြစ်ပါတယ်ယခုတော့မိခင်ဖြစ်သူရဲ့ဘဝဟာသူရှိစဉ်ကားထက်ပိုအဆင်ပြေနေပါလေသူရဲ့အမေအတွက်ရွာသူရွာသားများကိုသူအတော်ပင်ကျေးဇူးတင်မိတယ်ယခုကိုပြုံးဟာမောင်ဘိုးထင်တို့ကိုနှုတ်ဆက်နေတယ်အရာအလုံးအတွက်မင်းတို့ကျေးဇူးတင်ပါတယ်ကွာရပါတယ်ကွာမင်းဘယ်သွားရမှာလဲသိလားမသိဘူးအဖိုးကငါ့ကိုစောင့်နေတယ်ငါသွားရတော့မယ်ကွာအေးပါကွာမင်းတို့ငါတို့အကုန်လုံးအမှတ်ရနေပါတကယ်ချင်းဟာမောင်ဘိုးထင်တို့ကိုလက်ပြပြီးတရေကိုပြုံးပြောင်းလိုက်ပေါ်လိုက်နဲ့သူတို့နားကနေထွက်သွားလေတယ်မောင်ဘိုးထင်ဟာကိုပြုံးထွက်သွားရဘက်ကိုကြည့်ပြီးတော့ကိုပြုံးနဲ့အတူတူရှိနေတဲ့အချိန်များကိုတွေးပြီးတော့ဆွေးနေစမှာရုတ်တရက်ကိုပြုံးဟာပေါ်လိုက်ပြောင်းလိုက်နဲ့မောင်ဘိုးထင်ရဲ့မျက်နှာနဲ့ထီလူမတက်ပြန်ပေါ်လာရမောင်ဘိုးထင်ကမန်ကနန်းနောက်ကိုဆုပ်လိုက်ပြီးတော့တရေကိုပြုံးရဲ့မျက်နှာကိုရိုက်လိုက်ပါလေတော့တယ်အမလေးဟာဘိုးထင်မင်းရိုက်တာငါ့ကိုထိတယ်မင်းကငါ့ကိုနာအောင်လုပ်နိုင်တာပဲမတော်လို့ပါကွာမင်းကလေမင်းကရုပ်တရက်ကြီးပေါ်လာတော့လန့်သွားတာပေါ့ကွာအေးပါကွာငါ့ကိုအဖိုးကပြန်လာပြောခိုင်းလို့ပြန်လာရတာပါကွာ
ရွာကိုထူးဆန်းတဲ့ဓမြတွေလားလိမ့်မယ်တဲ့အဲ့ဒါလာပြောတာနားလိုက်တော့ဝါသွားပြီပြန်မလာတော့ငါတရေဖြစ်ခါစားမို့လို့တရေလို့သွားလို့အချိန်လေးလွန်တာပါးရိုက်ခံရတယ်မတော်လို့ပါကွာလူကနေပဲမဲ့ပညာကမနေတာပါကွာတရေကိုပြုံးဟာမောင်ဘိုးထင်ရဲ့စကားကိုမကြင်မနဲ့ကြည့်ရဲနဲ့ထွက်ခွာသွားပါလေတော့တယ်ဖိုးထွေးတို့နွားကြောင်သွားရနောက်ကိုမောင်ဘိုးထင်လိုက်လာတယ်မောင်ဘိုးထင်ဟာတရေကိုပြုံးသူတို့ကိုမှားကြားခဲ့သည်များကိုဖိုးထွေးကိုပြောပြနေပါကိုဖိုးထွေးကိုပြုံးနောက်ဆုံးပြောပုံရရွာကိုထူးဆန်းတဲ့ဓမြတွေလားလိုက်မယ်တဲ့ဗျအဲ့ဒါကိုဖိုးထွေးအဘကိုကျုပ်တို့ပြောထားတဲ့ပြောတာတော့ဟုတ်ပါပြီကွာငါအဘကငါပြောစကားကိုတစ်စက်ကလေးမှမယုံတာခက်တယ်အဲ့ဒါဆိုလဲကိုဖိုးထွေးအဘကိုကျုပ်တို့ပါလိုက်ပြောပြရင်ကောမောင်ဘိုးထင်ရဲ့စကားကိုဖိုးထွေးနားထောင်ပြီးတော့တွေးနေပါတယ်အဲ့ဒီခါမှာပေတုဟာကြံကင်းဘက်ကိုသွားရန်ပြင်နေတဲ့နွားလေးကိုလေးခွားနဲ့မသွားဖို့ခြောက်လှမ်းပစ်လိုက်တယ်ဟဲ့ဖိုးထွေးဘယ်သွားနေရလဲဆုတ်ဆုတ်ပေတုရဲ့နွားလှမ်းချောက်တဲ့စကားကြောင့်ဖိုးထွေးပေတုကိုမျက်လုံးပင်းကြည့်နေလေရာစကားတွေလွဲကုန်တာပါဗျာကျုပ်ကနွားမမောင်းခင်ကိုဖိုးထွေးအဖကိုကျုပ်တို့ပါလိုက်ပြောရင်ကောင်းမယ်တွေးနေရနဲ့ကိုဖိုးထွေးနာမည်ကိုရောင်ခေါ်မိတာပါအေးပါကွာအဲ့ဒါဆိုလဲညနေလာခဲ့ကြကွာဟိုတားရလဲခေါ်ခဲ့အောင်အဲ့ဒါဆိုကျုပ်တို့ညနေကျရင်လာခဲ့မယ်ဗျာနော်အေးအဲ့ဒီနောက်မောင်ဘိုးထင်တို့ဟာနွားကြောင်ရင်းနဲ့ရောက်ရပေါက်ရများကိုပြောဆိုရင်နွားကြောင်တဲ့အချိန်ကိုကုံဆုံးစေပါလေတော့တယ်ရွာလူကြီးအိမ်မှာမောင်ဘိုးထင်တို့စူယုံရောက်ရှိနေတယ်လူပြိုပေါက်ကိုသားရနဲ့အတူဂျိုးသိန်းဆိုတဲ့သူတို့နဲ့တရွယ်တဲ့တငယ်ချင်းတယောက်ပါပူလာပါတယ်ဂျိုးသိန်းကိုခေါ်ရခြင်းမှာတာရရဲ့အကြံဖြစ်ပါတယ်တာရဟာမောင်ဘိုးထင်ကဓမြများအကြောင်းကိုပြောလိုက်တဲ့အခါမှာသူ့မျက်လုံးထဲဂျိုးသိန်းကိုပြင်းပြင်းနေတယ်ကိုကာယကြံ့ခိုင်မှုနဲ့ကိုခံပညာကိုလိုက်စားသူဖြစ်တာကြောင့်တာယာကဂျိုးသိန်းကိုသူတို့နဲ့အတူခေါ်လိုက်ရခြင်းဖြစ်ပါတယ်ဂျိုးသိန်းဟာဂျိုးသိန်းဆိုတဲ့နာမည်နဲ့လိုက်အောင်မျက်လုံးပြူးပြူးနဲ့ဖြစ်တယ်သူ့ကိုဂျိုးသိန်းတို့အဘဲကြောင့်နာမည်ပေးထားတယ်ဆိုတာတော့သူတို့မသိဘူးသိကြတာကဂျိုးထောင်ပြီးအတံမွေးဝမ်းကြောင်းပြူတဲ့အတွက်ဂျိုးသိန်းလို့နာမည်ပေးထားခြင်းတော့မဟုတ်ဘူးမြည်သူဆိုစေကမူဂျိုးသိန်းကတော့မောင်ဘိုးထင်တို့နဲ့အတူရွာလူကြီးအိမ်ကိုရောက်နေလိမ့်ပြီဖြစ်ပါတယ်ရွာလူကြီးဟာအတော်များတဲ့လူငယ်လေးများကိုတွေ့တဲ့အခါမှာဟဲ့ကောင်တွေသတင်းကျွန်းနဲ့မှားလာတာလားဟာမဟုတ်ပါဘူးဗျာကျုပ်သားရကရွာလူကြီးကိုတင်ပြဆွေးနွေးကြရလေးရှိတော့ပါကြီးကြီးကျယ်ကျယ်သားရရဲ့စကားကြောင့်ရွာလူကြီးမျက်လုံးကိုပင်းကြည့်လိုက်ပြီးကဲဆိုစမ်းပါပြောရမယ်ဆိုရင်တော့ရက်ကျိုးရွာကျိုးပေါ့ရွာလူကြီးရဲ့အေးအဲ့ဒါကိုပြောရက်ကျိုးရွာကျိုးဆိုတာဝိုင်းဝန်းဆွေးနွေးအဖြေရှားမယ်မဟုတ်လားဒီတောက်ကမြင်းမသားကတော့ငါလက်ဆွဲတော့ဒုံနဲ့တွေးတော့မယ်ရွာလူကြီးဟာတိခံမှုအတိုင်းတာကုန်းကတန်လျာကနေထပြီးဒုံလိုက်ရှာနေလေတယ်အဲ့ဒီခါမှရွာလူကြီးကတော့အကြီးသေးတွေဟာသူမရဲ့ယောက်ျားဖြစ်သူကိုမှန်လိုက်လေတယ်တော်ကလေခလေးတွေနဲ့တူပြီးဘာဖြစ်နေရလဲတာယာကလူကြီးလူကောင်းဆန်ဆန်စကားပြောနေရရှင်တော့နော်ဟဲ့သေးတွေနဲ့တာယာကလေစကားပြောတာဇရက်မှာတရားဆွေးနွေးနေတဲ့ဖုန်ကြီးလူထွက်ယာကြီးလေတန်းနဲ့လေငါအဲ့ဒီယာကြီးကိုကြည့်မရပါဘူးဆိုတင်းကငါရှစ်လာပြီးတော့ပြောရင်ဆိုရင်ဒုတ်ဆွဲကျင်လာပြီရွာလူကြီးဟာစိတ်ကြီးသူဖြစ်ရာသူအမြင်ကတ်တဲ့ယာကြီးဆိုတဲ့ဖုန်ကြီးလူထွက်ရဲ့မျက်နှာကိုပြင်းပြင်းပြီးတော့တာယာကိုဒေါသထွက်နေကြမှာရွာလူကြီးဒေါသထွက်သည်ကလည်းမလွန်မေနေပူပူရွာထိပ်အရေးကောင်းတဲ့ဇရက်မှာရွာလူကြီးအပါဝင်အခြားသူများတရားအကြောင်းကိုဆွေးနွေးနေတဲ့အချိန်ယာကြီးရောက်လာတယ်ရောက်ချင်းရွာလူကြီးကိုကြည့်ကစကားဆိုရင်းနဲ့ဝင်ထမ်းလိုက်လေကာမတဏ္ဍာဟာဆိုတာလူကြီးတာငယ်တာနဲ့မဆိုင်ဘူးဗျလူတိုင်းရှိတယ်သူ့ကိုယာကစိတ်လို့လည်းခေါ်တယ်ရွာလူကြီးဟာသူ့ကိုကြည့်ပြီးပြောနေပေမဲ့သူ့ကိုပြောတယ်မဟုတ်တာကြောင့်ငြိမ်နေလိုက်တယ်အဲဒီနောက်ပေပင်ရွာကဖယားဓာကြီးကဦးတန်းညွန့်ဟာ
စကားစပြီးတရားဆွေးနွေးပွဲဖွင့်လိုက်တယ်ကျုပ်တို့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကအဆုံးအမကိုအဓိကထားပြီးတော့ဟောကြားတော်မူတယ်ဗျအဆုံးအမကိုတကယ်လိုက်နာတဲ့သူရှားပါတယ်ဗျဟုတ်တော့လေဟုတ်ပါတယ်တရားရှာကိုမာတွေ့ဆိုသလိုတရားဆိုတာဘယ်မှမသွားရှာစရာမလိုဘူးဗျကိုယ့်ရဲ့ကိုမာပဲရှိတယ်ဟုတ်တယ်ဗျမဟာသတိပဋ္ဌာနာတုတ်မှာမြတ်စွာဘုရားဟောထားတာရှိတယ်ဗျကာယ ानु ပတနာဝေဒနာ ानु ပတနာစိတ် ानु ပတနာဓမ္မ ानु ပတနာဆိုတဲ့သတိပဋ္ဌာန်၄ပါးအကြောင်းကိုဟောထားတယ်ဗျရွာလူကြီးဟာမဟာသတိပဋ္ဌာနာတုတ်အကြောင်းကိုပြောနေစမှာဖုံးကြည့်လူထွက်ရာကြီးဟာရွာလူကြီးကိုကြည့်ကအိုးရွာလူကြီးရဲ့နောက်မှဝိပဿနာအကြောင်းကိုပြောပါအခုတော့ခမည်းမိမဒေါ်သေးသွယ်ကြီးနဲ့အရင်ခွဲအိတ်နိုင်အောင်ကြိုးစားပါဦးဗျာခမည်းသားဖိုးထွေးပြောပုံရသူတို့တလင်းမာနေပြီအဲ့လိုပြောတာကိုနေတိုင်းတလင်းသွားခောက်ခိုင်းနေရဆိုဗျာယာယီမင်းပါပြောတယ်ဩရွာလူကြီးရဲ့လောကီလူသားတွေပဲမေထုံမှုပြုတာရှက်စရာမဟုတ်ပါဟာမင်းမေကြီးတော့လမ်းလေကောင်မေထုံမှုပြုခိုင်းခွေးမာတာရွာလူကြီးရဲ့ဒေါသနဲ့တည်ငရဲပြေမှန်စွာသွားရမယ်ဆိုရဲဆောင်ဖို့မင်းကြီးတော်ကိုသွားဖို့ရွာလူကြီးဟာဒေါသထွက်လုံးတာကြောင့်နှထင်ကြောများပဲထောင်နေလေရရွာမတရားဆွေးနွေးနေတဲ့လူကြီးများရွာလူကြီးကိုထိန်းထားလိုက်ရတယ်အဲ့ဒီပြဿနာကြောင့်အခုချိန်ထိရွာလူကြီးစိတ်မပြေဘာမဆိုင်ညာမဆိုင်တာရကိုယာယီစကားပြောပုံနဲ့တူတယ်လို့ပြောပြီးတော့ဒေါသပုံထားနေခြင်းဖြစ်ပါတယ်အဲ့ဒီနောက်ရွာလူကြီးဟာအသိစိတ်နဲ့ဒေါသစိတ်ကိုထိန်းပြီးတော့ကဲပြောကြစမ်းပါဦးမင်းတို့ဘာကိစ္စရှိလို့လဲဒီလိုပါရွာလူကြီးဟိုတခါတည်သွားတဲ့ကိုပြုံးကပြောခဲ့တယ်ဒီရွာကိုထူးဆန်းတဲ့ဓမြတွေလာလိမ့်မယ်တဲ့မင်းတို့ဟာဟုတ်ကောဟုတ်ရလားကွာရွာလူကြီးဟာတာရရဲ့စကားကိုမယုံဟန်ပြောနေပါတယ်အဲ့ဒီခါမှာမောင်ဘိုးထင်ဟာရွာလူကြီးကိုတာရပြောဒီမှာမှန်ကန်ကြောင်းထောက်ခံစကားဆိုလိုက်တယ်ဟုတ်တယ်ဗျာဘလို့ဓမြတွေလဲဆိုတာတော့ကျုပ်တို့လည်းမသိဘူးရွာကိုတော့တကယ်ဓမြတွေဝင်လိမ့်မယ်ဘိုးထင်ငါတို့နယ်တွေမှာအများဆုံးရှိနွားတခိုးပေါ့ကွာဟိုတကဓမြဆိုတာကလည်းကောလာဟာလာပါဘာပဲဖြစ်ဖြစ်မင်းတို့တွေရွာကိုကာကွယ်ပေးခြင်းတဲ့စိတ်ကိုတော့လေးစားပါလေကဲမင်းတို့အကြီးမြေပဲတော့ကျွေးလိုက်မယ်စားပြီးမှသွားကြားလားရွာလူကြီးဟာမောင်ဘိုးထင်တို့ရဲ့စကားကိုအလေးမထားသူပြောချင်တာများပြောပြီးတော့အိမ်ပေါ်တက်သွားလေတယ်ဖိုးထွေးဟာသူ့ရဲ့အဘထွက်သွားတဲ့အခါမှာမောင်ဘိုးထင်တို့မြင်ပြီလားလို့သဘောရတဲ့အကြည့်နဲ့ကြည်ရင်နဲ့မောင်ဘိုးထင်တို့မင်းကိုပြနေပါလေတော့ယခုမောင်ဘိုးထင်တို့ထူဆန်းတဲ့ဓမြများရန်ကနေကာကွယ်ဖို့တိုင်ပင်နေကြတယ်သူတို့ရဲ့ပြောစကားများကိုရွာလူကြီးမယုံ၍ဦးအောင်ကိုပြောပေမဲ့လဲဦးအောင်ဟာလဲမယုံကြည်ပဲဒါကြောင့်မောင်ဘိုးထင်တို့အဖွဲဆွေးနွေးနေရပြန်တယ်ဖိုးထွေးဟာကြံသူများအလုံးတွေကအသက်ပါလာတဲ့ဂျိုးသိန်းကိုကြည့်ကဂျိုးသိန်းမင်းကဗလာလဲကောင်းတယ်တိုင်းလဲတက်တယ်အဲ့တော့မင်းကခေါင်းဆောင်လို့ငါတို့လည်းတိုင်းတင်ပေးပါလားမင်းတို့တိုင်းတင်ပေးဖို့လောက်ထိကိုငါမတက်သေးဘူးငါဆရာရှိတယ်လေမင်းတို့တင်မလားဘယ်ရွာလဲတို့ရွာပဲလေကွာရွာလေကဆရာလေးမင်းတော်အဲ့လိုဂျိုးသိန်းကပြောလိုက်တဲ့အခါမှာပေတူဟာဂျိုးသိန်းကိုတခြားကြည့်ပြီကိုဂျိုးသိန်းခမ ्या ပြောတဲ့လူကရွာတွေကရွာသားပြဆက်ကရင်မင်းသားလုပ်တဲ့ကိုမင်းအောင်ကြီးလားအေးလေကွာ तू ကငါဆရာဟုတ်မှလည်းလောက်ပါကိုဂျိုးသိန်းရဲ့ပြီးခဲ့တဲ့နှစ်ရွာဖျားပွဲတုန်းကကိုမင်းအောင်ကြီးအရိုက်ခံလိုက်ရတာပြဆက်တောင်မှမကနိုင်ဘူးပြောတယ်နော်။အော်ပေတုရဲ့နတိုးမှန်ရင်ဂျိုးချက်တော့ဘယ်ကင်းပါလဲဒီမှာကြည်စမ်းဘာကြီးလဲဗျာကြည့်ဆိုကြည့်လိုက်ကြစမ်းပါဂျိုးသိန်းဟာသူ့ရဲ့ဦးခေါင်းကစပင်ကိုဖျဲပြီးပေတုအပါအားလုံးကိုပြလိုက်တယ်အဲ့ဒီခါမှာကျန်တဲ့သူများတယောက်တည်းလဲကြည့်ပြီးတော့အမရွယ်ကြည့်လေဗျာအေးအဲ့ဒါပြောတာနတိုးမှန်ရင်
ဂျိုးချက်မကင်းဘူးဆိုတာဟာဘလို့ဖြစ်တာလဲဗျကျုပ်တို့လည်းမသိလိုက်ရပါလား၄ယောက်တယောက်ချတယ်ဆိုပါတော့ကွာငါတယောက်တည်းလေတယောက်တည်းသမားဆိုတော့ဒီလောက်တော့ခမ်းတာပေါ့ငါနဲ့ချတဲ့၄ယောက်ကတော့အဲ့ဒီနေရာမှာတင်မှောက်သွားတာပဲဂျိုးသိန်းရဲ့စကားကြောင့်မောင်မိုးထင်တို့ဂျိုးသိန်းကိုအတော့ကိုလေးစားအားကြနေတယ်စင်စစ်ဂျိုးသိန်းရဲ့ခေါင်းကတန်းရဟာသူ့ရဲ့ဦးလေးနဲ့ထင်းသွားခုတ်ရင်ဦးလေးဖြစ်သူကတိုင်းတင်ထားတယ်လို့နာမည်ကြီးနေတဲ့ဂျိုးသိန်းကိုနောက်ကနေဒုံနဲ့ချောင်းပြီးပညာစမ်းလိုက်ရာဂျိုးသိန်းမင်းမျောပြီးတော့ကောင်းကွဲသွားရခြင်းဖြစ်ပါလေအဲ့ဒီအချင်းအရာကိုရွာထဲကိုပြန်သွားကရှက်စရာဖြစ်မှဆို၍ဦးလေးဖြစ်သူနဲ့ညှိပြီးတော့လူလေးယောက်နဲ့သူတယောက်ချရင်းနဲ့ရတဲ့ဒဏ်ရာလို့သာလိန်ညာနေခြင်းဖြစ်ပါလေတော့တယ်ဂျိုးသိန်းရဲ့ဥဆောင်မှုနဲ့ဖိုးထင်းနဲ့တာယာတို့နောက်ကိုမောင်ဖိုးထင်းတာအေးပေတူတို့ရွာလေကမင်းတောင်တို့အိမ်ကိုရောက်လာလေမင်းတောင်ရဲ့မိခင်ဖြစ်သူဒေါ်ပြိုအေးဟာမောင်ဖိုးထင်းတို့အဖွဲကိုသူ့ရဲ့အိမ်ရှိတန်းလျာမှာထိုင်စီပြီးတော့စကားဆိုနေလေတယ်ဟဲ့ကလေးတွေနင်တို့အုပ်စုလိုက်ကြီးငါ့အိမ်ဘာလာလုပ်တာလဲဒီလိုပါရေးလေးပြုတ်ဒီကရွာလူကြီးသားဖိုးထွေးတို့ကဆရာမင်းတောင်စီမှာတပည့်ခံမလို့ပါနင်တို့ကကိုခံပညာသင်ကြမှာလားဟဲ့အကြီးပြောဟာဖိုးထွေးကိုကြည့်ပြီးစကားဆိုလေရဖိုးထွေးဟာဟုတ်တယ်ကြီးလေးကျုပ်တို့ကဆရာမင်းတောင်စီကိုခံပညာသင်မှာပါအေးနင်တို့ကကိုခံပညာသင်မှာဆိုတော့တက်မှာပါစိတ်ချဟုတ်ပါတယ်ကြီးကျွန်တော်တို့ကစူးစမ်းသင်ယူမှာဆိုတော့အတက်မြန်မှာပါငါပြောတာကိုခံပညာဆိုတက်မယ်လို့ပြောတာသူများကိုချတဲ့ပညာဆိုရင်တော့နင်တို့တခြားလူတွေစီကိုသွားတင်တယ်အကြီးပြောရဲ့စကားကြောင့်ဖိုးထွေးတို့ဟာမင်းတောင်ကိုလေးစားသွားကြတယ်အတော့ကိုစီကန်းရှိပြီးကိုခံပညာကိုတန်ဖိုးထားသူတို့လည်းတွေးလိုက်မိကြတယ်ကိုတက်ထားတယ်ပညာနဲ့သူတစ်ပါးပေါ်အနိုင်ကျင့်ပြီးသူများကိုချမဲ့အလုပ်ဆိုမတင်ပေးဘူးလို့အကြီးလေးပြောကလူတော်ရှင်းဆိုလိုက်တယ်မဟုတ်ပါလားစိတ်ထဲကနေလေးစားနေတာကိုသာရတယ်စကလုံးများအဖြစ်ပြောင်းလဲပေးလိုက်တယ်ကိုမင်းတော်ဒီလောက်လေးစားစရာလူဆိုတာကြုံမသိဘူးအကြီးဟဲ့ဘာတွေလေးစားနေရတော့အကြီးပြောတယ်လေကိုခံပညာဆိုတုတ်တုတ်ကိုတက်အောင်သင်ပေးမယ်ဆိုသူများကိုအနိုင်ကျင့်တဲ့ပညာဆိုတခြားလူစီသင်ခိုင်းတာမဟုတ်ဘူးလားဟဲ့ကောင်လေးတွေနင်တို့ဆရာတင်မဲ့ငါသားမင်းတောင်ကရွာကပြဆက်သေးသူများတွေကိုနိုင်အောင်ချနိုင်တာအပြင်မှာဆိုသူ့ကြီးခံရတာအဲဒါကြောင့်နင်တို့ပဲခံရမဲ့ကိုခံပညာပဲရမယ်ဆိုရင်ငါသားတင်ပေးရင်တက်မှာသေးကြတယ်ပြောတာသူများကိုချတဲ့ပညာဆိုရင်တော့ငါသားမင်းတောင်ကမတင်တတ်တော့ဘူးဟဲ့ဗျာမောင်ဘိုးထင်တို့ဆရာတင်မဲ့မင်းတောင်ရဲ့မာတာမိခင်ကြီးရဲ့စကားကြောင့်သူတို့အားလုံးမယုံမကြည်ဖြစ်နေစမှာမင်းတောင်ရဲ့တပည့်ကြီးဂျိုးသိန်းကသူတို့ကိုကြည့်ပြီးစိတ်ထဲမကြဖို့စကားဆိုလိုက်လေမင်းတို့တွေအရေးစကားကြောင့်ဘာမှမဝေဝါးကြနဲ့နှစ်တိုးမှန်ရင်ဂျိုးချက်တော့ဘဲခင်းမလဲကွာဒီမှာကြည့်ဂျိုးသိန်းဟာသူ့ရဲ့ဥကောင်းမှာတန်ရာကိုပြမယ်ဖြူရာမောင်ဘိုးထင်တို့အားလုံးလက်ကပြပြီမကြည့်ချင်လို့ဆိုကညင်းလိုက်ရပါလေတော့ဖိုးထင်းနဲ့တာရရဲ့နားချမှုနဲ့မောင်ဘိုးထင်တို့မင်းတောင်စီမှာတိုင်းပညာသင်ဖြစ်ကြတယ်မင်းတောင်ဟာသူ့ရဲ့သင်ထောက်ကူပစ္စည်းများဖြစ်တယ်လွှတ်စားမှုထည့်ထားတဲ့စပားနှစ်တင်းဝင်အိတ်ကိုအိမ်ရှိမှရှိတဲ့တရက်ပင်ကိုင်းမှာကျိုးနဲ့ချီပြီးတွဲလောင်းချထားတယ်အဲဒီနောက်ဘလုံးနဲ့ပြုတ်လုပ်ထားတဲ့ဒိုက်စင်နဲ့တန်ခွင်းကိုပစိုးစားရစ်ပတ်ထားကတရက်ပင်အကိုင်းကြီးကြီးမှာခြိထားတဲ့ဘာကွင်းတို့ဖြစ်ကြတယ်အဲဒီနောက်မင်းတော်ဟာမောင်ဘိုးထင်တို့တန်းစီခိုင်းကဩဝါဒမိန်ချွေနေပါလေသူ့ရဲ့ဘေးမှာတော့ဂျိုးသိန်းဟာလက်ထောက်နီးပြဖြစ်တာဝန်ယူနေတယ်ကဲမင်းတို့ဒီနေ့ကစပြီးတော့ငါးတဲ့ဘက်တွေဖြစ်သွားပြီဟုတ်ငါမင်းတို့ငါတက်ထားတဲ့ပညာတွေဆရာစားမချန်အကုန်သင်ပေးမယ်
စူးစမ်းတင်ကြပါဟုတ်ကဲ့ဆရာမင်းတော်ကျုပ်တို့ကပြောကြပါမယ်တာအေးဟာမန်ပါပါနဲ့မင်းတော်ကိုပြောလေရာပြောတာအေးကျုပ်တို့ကဆရာမင်းတော်နဲ့ကိုကျိုးသိန်းဝတ်ထားတဲ့ဘောင်းမီတွေပေးလို့ရမလားဟာအဲ့ဒါတော့မဖြစ်ဘူးဟာငါမှလည်းဒီတစ်ထဲထဲရှိတာတပည့်တွေကိုဝယ်ပေးပါလားဆရာမင်းတော်မိမေကြီးတော့တိုင်းပညာအလကားလဲသင်ပေးရသေးတယ်ဘောင်းမီလည်းဝယ်ပေးရအောင်မယ်တော်တော်တရားတဲ့တပည့်တွေငါတော်မှအမေကိုမနေပြောပြီးဒီဘောင်းမီဝယ်ထားရတာခရောင်းကြိုက်ကြခရောင်းကြိုက်တာမမြဲတဲ့ကောင်တွေပစုပ်ကိုချွတ်ထားကွာဘောင်းမီတော့မပေးနိုင်ဘူးမင်းတော်ရဲ့အပြတ်ပြောလိုက်တဲ့စကားကြောင့်တာအေးအတွန်းမတက်ရဲတော့ပြီအဲ့ဒီနောက်မင်းတော်ကစကားဆက်လေတယ်ပထမဆုံးကိထိုင်ရမယ်ဘာလို့ပြောတာလဲဆရာမင်းတော်ကျိုးသိန်းကိထိုင်နီးပြလိုက်စမ်းကျိုးသိန်းဟာမောင်မိုးထင်တို့တယောက်ချင်းစီတိုင်းကိုကိထိုင်နီးပြလိုက်လေတယ်လက်တင်တစ်ဖက်ကိုခါးကနေတစ်ဖက်တစ်ချက်စီကတ်ထားရပြီးမောင်မိုးထင်တို့ကိထိုင်နေကြတယ်သူတို့ပုံမကြပန်းမကြကိထိုင်နေစဉ်မင်းအောင်ရဲ့အမေဖြစ်သူအကြီးပြောမင်းအောင်စကားကိုလှမ်းဆိုနေတယ်မင်းအောင်နင်းနွားစခြင်းတဲ့နွားစာဖြစ်လာအောင်ဟိုမှာနွားတွေကတမောမောနဲ့ဟုတ်မေကျုပ်ဖြစ်လိုက်ပါမယ်မင်းအောင်ဟာသူ့ရဲ့အမေကိုပြန်ဖြေလိုက်ပြီးကိထိုင်နေကြတဲ့မောင်ဘိုးထင်တို့လက်ကိုလက်နှစ်ဖက်အနောက်ကိုဖြစ်ကာဟိုလျှောက်တိလျှောက်လုံးရင်းနဲ့ကြည့်ကကိထိုင်နေဆိုတာအခြေခံအောင်လေ့ကျင့်တဲ့သဘောပဲကွာတပည့်တို့ဟဲ့မင်းအောင်ငါပြောနေတာမဟုတ်သေးဘူးလားရောင်းမပြန်ကိုနေ့စီကိုလွတ်လိုက်ရမလားဟဲ့အေးပါဗျာလုပ်ပါမယ်မင်းအောင်ကိထိုင်နေကြတဲ့မောင်ဘိုးထင်တို့ကိုဂျိုးသိန်းနဲ့လွှဲပေးကနွားစာစင်ကိုခက်မမြန်ထွက်သွားပါလေတော့တယ်ဟာခြေထောက်တွေကလည်းတောင့်နေရပဲကွာအခုချိန်မီးလောင်ရင်တော့ကျုပ်တော့လေမပြင်းနိုင်လို့မီးတဲ့ပမှာပဲဟုတ်တယ်ကွာကီးထိုင်နဲ့ထိုင်ခိုင်းလိုက်တာများနွားစာဆင်းပြီးလို့ပြန်လာမှပြီးတော့တယ်ဟိုကောင်ဂျိုးသိန်းရလဲဘူးမသိဘာမသိနဲ့နည်းနည်းလှုပ်တာနဲ့တန်းငေါက်တော့တာဟုတ်ပါကွာဆရာမင်းအောင်ထက်သူကပိုတယ်မောင်ဘိုးထင်တို့ဦးုံရဲ့ရှေ့မှာကိုပြစ်မှာခြေထောက်များကိုတယောက်တစ်လက်နှိမ့်နေပေးရင်းနဲ့ပြောဆိုနေကြစဉ်မှာရွာတွေကအတန်းများကျဲလောင်စွာထွက်ပေါ်လာလေဓမြပြိုဓမြရွာတွေကိုဓမြတွေဝင်လာပြီပြိုရွာတွေကအတန်းများကြားတဲ့အခါမှာဦးုံဟာအိမ်ပေါ်ကနေတုတ်တိတုတ်ပြဆင်းလာပြီးတော့မောင်ဘိုးထင်တို့ကိုကြည့်ကဟိတ်ကောင်တွေဘာလုပ်နေရလဲဒုတ်တွေဓားတွေဆွဲပြီးဓမြရံကိုကာကွယ်ကြလေကွာဖိုးထွင်းနဲ့ตาရမင်းတို့ကအရွယ်ရောက်နေပြီရွာကိုကာကွယ်ကြလေရွာကိုကာကွယ်ဖို့တိုင်းတင်လိုက်တာပဲဆရာမင်းတော်ကတနှစ်လုံးကီထိုင်ခိုင်းနေတာကျုပ်တို့လမ်းလျှောက်လို့တော့မရတော့ဘူးဗျာမတက်နိုင်တော့ဟဲ့ကောင်ဘိုးတင်မင်းရောဘာဖြစ်နေရလဲလာထသွားမယ်ကျုပ်တို့နှိပ်ပေးပြီးရင်ကိုဖိုးထွေးတို့ပြန်နှိပ်ပေးရမှာလမ်းမလျှောက်နိုင်ဘူးဗျဟာအရေးဆိုအရာကပေါ်ပြီကွာငါတို့ကလေမင်းတို့ပြောတာကိုအလေးမထားမိတာဘူးကငါတို့အမှားဦးလေးတို့အိမ်မှာအေးစစ်စစ်နေကြကျုပ်တို့ကပဲသွားလိုက်ပါမယ်ဦးအောင်ဟာကိုပြစ်မှာအိတ်သူအိတ်နှိပ်သူနှိပ်နေကြတဲ့မောင်ဘိုးထင်တို့ကိုထားရပြီးတော့အတန်လာရစီကိုဓာတ်တစ်ချောင်းကိုဆွဲပြီးတော့ပြေးထွက်သွားပါလေတော့တယ်ပေပင်ရွာထဲမှာစူညံတန်များတိတ်သွားကြပြီဖြစ်တယ်ညနေနေဝင်ချိန်မှာတိုက်တဲ့ဓမြများမှာကျွဲနွားများကိုသာဓမြတိုက်သွားကြတယ်ယခုမှတော့ရွာသားများဟာရွာလူကြီးအိမ်မှာစူယုံရောက်ရှိနေကြတယ်ညနာဖူးရောင်နေတဲ့ရွာလူကြီးရဲ့ဘေးမှာမျက်ကွင်းညုံနေတဲ့ဦးုံနဲ့တခြားဒဏ်ရာဒဏ်ချက်များရှိတဲ့လူလင်း9ယောက်တန်းလျားမှာထိုင်နေတယ်သူတို့ရဲ့ရှေ့မှာတော့တတိမင်းမျောနေတဲ့မင်းအောင်နဲ့ဂျိုးသိန်းကိုရွာသားများကရက်ခတ်ပေးရင်းနဲ့တတိယရန်နှာနဲ့ယူနေကြရတယ်မင်းအောင်ဟာတတိယလာကချက်ချင်းငုတ်တုတ်ထိုင်လိုက်ပြီးတော့ဓမြဆိုတဲ့ကောင်လေးဘာမှတော့ဟာတိုင်းဆရာဆိုလို့အားကိုးရမလားရှေ့ကတင်ပါတယ်ဟိုကလက်သီးနဲ့3ကြယ်ပဲထိုးရသေးတယ်မေ့သွားတဲ့ဆရာတပည့်တွေရွာလူကြီးဟာသူ့ရဲ့ဇနီးပေးတဲ့ကြက်ထုပ်ကိုညနာမှာကပ်ပြီးတော့စကားဆိုလေရမင်းအောင်ဟာရွာလူကြီးကိုကြည့်ပြီးတော့ကျုပ်ကအကွက်လေးခင်းနေတာဒင်းတို့ကတန်ထိုးတော်တာပဲဗျာကျုပ်လည်းပြန်ချပါတယ်ဒီလူတွေကိုထိုးရကန်ရတာဖွဲအိတ်ကြီးကိုကန်လေရတဲ့အတိုင်းပဲ
အဲ့ဒါတော့ဟုတ်တယ်ကွာဒီကောင်တွေကိုငါတို့လည်းဒုံးနဲ့ဝင်ရိုက်တာပဲဘလို့မှမနေဘူးခေဟုတ်ပါရွာလူကြီးဟာကျုပ်ဆိုဓာတ်နဲ့ထိုးတာဒီကောင်တွေကသွေးတောင်မထွက်ဘူးရိုးတော့မရိုးဘူးဗျဦးအောင်ဟာညိုနေတဲ့မြက်ကွင်းကိုလက်လက်ပွက်ရင်းနဲ့စကားဆိုနေပါအဲ့ဒီချိန်ရွာလူကြီးတို့အနားကိုကွာတာနဲ့မောင်ဘိုးထင်းတို့ဖွဲ့ရောက်လာပြီးတော့ဖိုးထွေးကသူ့ရဲ့အဘရွာလူကြီးကိုပြက်တင်ပြောဆိုနေတယ်အဘကိုကျုပ်တို့ပြောပါတယ်အဘတို့ကလေလူကြီးတွေဖြစ်ပြီးဘာအတွေ့ခေါ်မှမရှိဘူးလူငယ်တွေကိုလည်းနေရာမပေးခြင်းအခုတော့ခံရပြီမဟုတ်လားဒီကောင်ကတော့ကွာနာရတဲ့အထက်လာပြီးစကနာထိုးနေတယ်ဘာလဲကိုမောင်ကြီးရှင်ကကျမသားဖိုးထွေးကိုရန်ရှာနေရလားသူတို့ရှင်ကိုကြိုပြောတယ်မဟုတ်ဘူးလားအေးပါသေးတော်ရဲ့ငါသိပါတယ်ဒီကောင်ပြောနေတဲ့ပုံစံက तू ကရွာလူကြီးလားငါရွာလူကြီးလားရွာလူကြီးဟာသူ့ရဲ့သားတော်မောင်ဖိုးထွေးကိုမကြင်မနဲ့ကြည့်နေလေအဲ့ဒီနောက်ဖိုးထွေးဟာတာယာနဲ့မောင်ဘိုးထင်းကိုကြည့်ပြီးတော့ဟဲ့ကောင်လေးဓမြတွေနောက်ကိုငါတို့ညာတွင်းချင်းလိုက်မယ်လာလဲတာနေတယ်ဆိုတော့လိုက်လို့အဆင်ပြေမယ်မင်းတို့ဘယ်သူတွေလိုက်မလဲကျုပ်လိုက်မယ်ထုံးစံတိုင်းတာယာမောင်ဘိုးထင်းတာအေးဘေတူဖိုးထွေးတို့လိုက်မယ်လို့ပြောသူများဖြစ်ပါတယ်အဲ့ဒီနောက်အတန်ခတ်တိုးနဲ့လူနှစ်ယောက်တန်ပေါ်လာတယ်ငါတို့လည်းလိုက်မယ်လေအဲ့ဒီသူနှစ်ယောက်မှာအခြားသူမဟုတ်မင်းနောင်နဲ့ဂျိုးသိန်းဖြစ်လေတယ်အဲ့ဒီလိုနဲ့မောင်ဘိုးထင်းတို့အဖွဲရွာကနေကျွဲနွားများကိုဓမြတိုက်သွားတဲ့ဓမြများရဲ့နောက်ကိုလိုက်ဖို့ဟန်ပြန်လိုက်ကြပါလေတော့တယ်ယခုချိန်မောင်ဘိုးထင်းတို့အဖွဲကိုဥဆောင်သူမှာမင်းနောင်ဖြစ်တယ်မင်းနောင်ဟာရှမ်းမောင်းဘီကိုဝစ်ထားပြီးတော့ဓာတ်နဲ့လက်ကိုကြက်ချစ်ခက်လွယ်ထားရအောင်အမှန်တကယ်ကိုပဲတိုင်းဆရာနဲ့တူနေပေတယ်သူ့ရဲ့ဘေးမှာသူ့ရဲ့တပည့်ကျော်ဂျိုးသိန်းဟာရှမ်းမောင်းဘီကိုဝစ်ဆင်ထားပြီးတော့ငှက်ကြီးတောင်ဓာတ်ကိုပခုံးပေါ်ထမ်းထားတယ်မောင်ဘိုးထင်းတို့ဟာသူတို့ရဲ့နောက်မှာလိုက်နေကြတယ်ရှေ့ကိုလည်းအရန်မကတ်ရဲကြပြီမတော်လို့ဓာတ်ထုတ်ကသူတို့ကိုထိခိုင်းမိနိုင်တယ်မဟုတ်ပါလားမြေတို့ပင်ဆိုစေကမူရွာတွေကဓမြတိုက်သွားတဲ့ကျွဲနွားများကိုဆွဲသွားနိုင်တဲ့လမ်းကိုသူတို့လိုက်လာနေကြတယ်ရွာလူကြီးနဲ့ဦးအောင်တို့အတန်တားတဲ့ကြားကအတိုက်ခံလုပ်ပြီးရင်ကော့ပြီးထွက်လာကြတဲ့မောင်ဘိုးထင်းတို့ဟာယခုလာမင်းကြီးရဲ့အလင်းရောင်ရတဲ့ညပိုင်းကိုရောက်ရှိလာပြီဖြစ်တယ်တပည့်တို့မင်းတို့တွေတတိထားရမယ့်အချိန်ကိုရောက်လာပြီကွာဘသူတွေကတပည့်တွေလည်းကိုမင်းတာမင်းတို့တွေလေကွာသားရရကျုပ်ကတော့လေခမားတပည့်မလုပ်တော့ဘူးနော်ကျန်တဲ့သူတွေကတော့မပြောတတ်ဘူးသားရကမောင်ဘိုးထင်းတို့ကိုလှည့်ကြည့်ပြီးပြောလိုက်တဲ့အခါမှာမောင်ဘိုးထင်းတို့အားလုံးကောင်းကိုတွင်ခါရမ်းနေတယ်အဲ့ဒါကိုထုံးလင်းနေတဲ့လာရောင်အောက်မှာနောက်လဲကြည့်နေတဲ့မင်းအောင်မြင်ရချိန်မှာအေးပါကွာငါတက်ထားတဲ့ပညာဆိုတာဟောဒီကငါတပည့်ဂျိုးသိန်းလို့ပါရမီရှင်တွေမှသင်ယူခွင့်ရတယ်ထင်ပါရဲ့ကွာအဲ့ဒီနောက်မင်းအောင်နဲ့ဂျိုးသိန်းဥဆောင်ပြီးတော့ခရီးနေလာရညသကောင်ရံကိုရောက်လာပြီဖြစ်တယ်အဲ့ဒီနောက်ဖိုးထွေးဟာလာရောင်ကူညီနဲ့လမ်းပေါ်ကနွားချေရများကိုကြည့်ကကိုမင်းတော်နွားတွေကဒီတောလေးကိုဆွဲသွားပုံပဲဗျဒီဘက်မှာခြေရတွေမရှိတော့မင်းနောင်ဟာဖိုးထွေးပြားတဲ့နေရာကိုတေချာကြည့်လိုက်တယ်ဟုတ်ပြီလေနွားများရဲ့ခြေရများဟာတောလေးကိုဥတည်နေပါတယ်အဲ့ဒီခါမှာမင်းနောင်ဟာပစိုးစားတစ်ခုကိုယူဆောင်လာတဲ့ရေနံစီပလင်းတွေကရေနံစီကိုစွတ်လိုက်ပြီးတော့လွယ်ထားတဲ့ဓာတ်နှချောင်းနဲ့ဓာတ်တစ်ချောင်းရဲ့တအုပ်မှာပတ်လိုက်ပြီးတော့တေတာမီချစ်ချစ်ပြီးတော့မင်းကြီးလိုက်ရမီးတုပ်တစ်ခုဖြစ်သွားလေတယ်အဲ့ဒီနောက်မင်းနောင်ဟာနွားများကိုဆွဲသွားတဲ့တောထဲကိုဥဆောင်ပြီးတော့ဝင်သွားပါလေတော့မင်းနောင်ရဲ့ဓာတ်နဲ့ပြုတ်လုထားတဲ့မီးတုပ်ဟာလာရောက်မကြရောက်နိုင်တော့တဲ့တောထဲမှာလင်းထိန်နေပါတယ်သူတို့အချိန်တော်ကြာတောထဲကိုဝင်သွားချိန်သပင်ကြီးများကိုခုတ်လဲထား၍အပင်ကြီးများမရှိတော့ပဲအပင်သေးသေးလေးများကျွတ်တို့ကြက်တဲ့ရှိနေရကိုရောက်လာလေတယ်အဲ့ဒီနေရာဟာညအခါလာရောက်ဟာဝိုးတဝအလင်းရောင်ပေးစွမ်းနေတယ်မင်းနောင်ဟာသူ့ရဲ့ဓာတ်ထိတ်မှာမိစားကိုခါထုတ်ပြီးမိကိုငိမ့်လိုက်ကကျန်တဲ့သူများကိုအတန်တွတ်တွတ်နဲ့ပြောလိုက်တယ်ဟဲ့ကောင်လေးဟိုရှေ့ကမိအလင်းရောင်ရတယ်တွေ့လားအဲ့နားမှာလူရှိလောက်တယ်ဟုတ်တယ်ဗျမိကတော့တော်တော်လင်းထိန်နေရပဲမိတို့တွေထုံးထားတာဖြစ်မယ်အေးတို့သွားကြမယ်ငါတို့ရွာကကျွဲတွေနွားတွေပြန်ရဖို့ငါတို့စူးစမ်းတို့ရွာကနွားတွေကျွဲတွေမရှိရင်ငါတို့ရွာသားတွေလဲဆိုင်ကြမ်းဆိုင်ခက်ခဲကုန်ကြမှာယခုမောင်ဘိုးထင်တို့မင်းနောင်ကိုလေးစားသွားရပြန်တယ်တိုင်းပညာကိုအင်မတန်ချစ်မြတ်နိုးပြီးရွာသားပြဇက်မင်းသားဖြစ်တဲ့မင်းနောင်ဟာရွာကိုချစ်တဲ့စိတ်အပြည့်ရှိကဒုက္ခရောက်နေတဲ့ရွာသားများအတွက်
ရှေ့ဆုံးကနေကူညီဖို့ကြိုးစားနေရကြောင်းမင်းအောင်ဟာအညာတရပြားဆက်မင်းသားဆိုပေမဲ့ပောက်ကရပြားဆက်မင်းသားတော့မဟုတ်ပေထို့တူမောင်ဘိုးထင်တို့လေးစားနေကြခြင်းဖြစ်ပါတယ်ကိုမင်းအောင်ခမရစိတ်သက်ကိုတော့လေးစားတယ်ဗျာဒါပေမဲ့လာမဲ့ဖျားပွဲပြားဆက်ကရင်ကျုပ်တို့ပါကမယ်ဗျာဒါခမရတို့နွားတွေမပါဘဲနဲ့ခမရဘာလို့ကျုပ်တို့နဲ့လိုက်လာလဲဗျဖိုးထွေးရဲ့စကားကိုမင်းအောင်တစ်ချက်ပြုံးလိုက်ကငါရွာသားတွေကအခုဓမြတိုက်ခံလိုက်ရတဲ့ကျွဲလေးတွေနွားလေးတွေနဲ့စားဝတ်နေရေးကျိုးပန်းနေရတာလေကွာသူတို့မှအခုကျွဲနွားမရှိတော့ဘူးဆိုတော့ဘလောက်ပူပင်တော့ကရောက်လိုက်မလဲငါရွာကပြားဆက်မင်းသားလေသူတို့တွေစီးပွားရေးအစဉ်ပြေမှငါတို့လည်းပျော်ရွှင်မှာပေါ့ကွာအဲ့တော့ငါတို့မှာတောင်းဝန်ပြစ်ရှိတယ်ကွာရွာသားတွေရဲ့နွားတွေမရရင်ရွာသားတွေပျော်မှာမဟုတ်ဘူးစိတ်ညစ်နေကြမှာစိတ်ညစ်စိတ်ဆင်းရဲနေတဲ့အချိန်ငါမျက်နှာပြောင်တိုက်ပြီးတော့ပြဇက်ကလို့ဖြစ်မလားငါကလည်းမကပဲမနေနိုင်ဆိုတော့ရွာသားတွေပျော်ဖို့နွားတွေကျွဲတွေပြန်ရမှဖြစ်မှာကွာအဲ့ဒါမှနောက်လာဖျားပွဲငါပျော်ပျော်ရွှင်ရွှင်နဲ့ပြဇက်ကနိုင်ပါကိုမင်းတော်ကျုပ်လည်းပြဇက်မင်းသားဖြစ်ချင်လိုက်တာဗျာဘိုးတင်မင်းတို့ကဆိုင်းသမားတွေလေကွာဆိုင်းသမားသာဖြစ်တာပါဗျာရွာပြဇက်တခါမှမတိရပါဘူးအေးအဲ့ဒါဆိုငါတို့ရွာကကျွဲတွေနွားတွေကပြန်ရရင်ငါမင်းတို့ပြဇက်ကဖို့ဥလူလေးကိုပြောပေးမယ်ကွာမောင်ဘိုးတင်တို့ဟာမင်းအောင်စကားကိုကြားတဲ့အခါမှာဝမ်းသာသွားကြပြီးစကားတူတူပြောရင်းနဲ့လမ်းလျှောက်လာရမိများထိန်နေအောင်ထွန်းထားတဲ့နေရာနီးကိုရောက်ရှိလာကြပါလေတော့လေးပင်သုံးပင်အခန်းပွင့်တော်တော်ကြဲကြဲဆောက်ထားတဲ့တဲကြီးတစ်လုံးဖြစ်တယ်အဲ့ဒီတဲဝင်းကျင်မှာတော့ကညင်စီမိတိုင်းများအတော်များထွန်းညီထားရတဲဝင်းကျင်တစ်ခုလုံးထိန်လင်းနေပါတယ်အဲ့ဒီမိအောင်များရဲ့လင်းအောင်ကြောင့်တဲတဲနဲ့တဲဝင်းကျင်ကိုရှင်းလင်းစွာမြင်နေရတယ်တဲတဲမှာတော့လူသေးများပါမှာခြေဆန့်လက်ဆန့်အိတ်နေတဲ့လူ10ယောက်ရှိလေတယ်တဲရဲ့ရှစ်တန်းလျားမှာပတိကြီးများကိုလဲမှာဆွဲထားကတောင်ဝဲတစ်ယောက်တစ်ချောင်းစီကင်ထားကြတဲ့အောက်လန်း2ယောက်တစုံတစ်ခုကိုမျှော်နေပါတယ်တဲဝင်းကျင်မှာတော့ပေပင်ရွာကဓမြတိုက်လာတဲ့ကျွဲနွားများကိုငုတ်ဆိုင်၍ခြိထားလေတယ်အဲ့ဒီမြင်ကွင်းကိုဖြင့်အဲ့ဒီတဲကြီးနဲ့မလန်မကန်းအမောင်ရိပ်ထဲမှာရှိနေတဲ့မင်းအောင်ဦးဆောင်တဲ့မောင်ဘိုးထင်တို့ဟာအပင်များနောက်ွယ်မှာချောင်းကြည့်နေကြခြင်းဖြစ်ပါတယ်တဲပြင်တန်းလျားမှာထိုင်နေတဲ့အောက်လန်းကြီးဟာစိတ်မရှည်ဟန်နဲ့သူနဲ့အတူရှိတဲ့အောက်လန်းကြီးကိုပြစ်တင်ပြောဆိုနေတယ်မင်းရဲ့နွားဝယ်မဲ့သူတွေဟာမလာသေးဘူးလားမိုးမလင်းခင်ဒီနွားတွေကိုဒီနယ်ထဲကနေအပိထုတ်ရမှာတကောင်ကျော်လောက်လာခဲ့လို့လေငါပြောတာပဲဗမှန်ရအခုမလာသေးတာတော့ငါလည်းမတတ်နိုင်ဘူးအဲ့ဒီလူကြီး2ယောက်ရဲ့ပြောစကားများကိုကြားတဲ့အခါမှာမောင်ဘိုးထင်တို့အတော့ကိုစိတ်တုန်နေကြတယ်မောင်ဘိုးထင်ဟာတဲတဲကလူသေးများပမာအဲ့နေထားတဲ့သူများကိုကြည့်ပြီးကိုမင်းတော်တဲတဲကလူတွေကိုကြည့်ရတာတမျိုးကြီးပဲဗျအေးဟုတ်တယ်ဟိုအစုံဆုံးကလူကိုငါတို့ဓာတ်နဲ့ဝိုင်းခုတ်တာပါဘလို့မှမနေဘူးကျုပ်ထင်ဖုတ်တွေသွင်းထားတာဖြစ်မယ်မသိပါဘူးကွာကဲနွားဝယ်မဲ့သူတွေလာလို့ရှင်သူတို့အင်အားပိုကောင်းလိမ့်မယ်ဝင်ချကြအောင်ကွာသေရင်သေမသေရင်လဲမသေဘူးလို့ပဲမှတ်ရတာပေါ့မင်းအောင်နဲ့ဂျိုးသိန်းဟာရှေ့ဆုံးကနေပြီးပတိမြလဲပင်ဆွဲထားတဲ့အောက်လန်းကြီး2ယောက်စီကိုပြေးဝင်လိုက်လေတယ်အဲ့ဒီနောက်မောင်ဘိုးထင်တို့ဟာလဲလေးကွာများထုတ်ကပြစ်လိုက်ကြတယ်ဖိုးထွင်းနဲ့သားရဟာလဲယူလာတဲ့ဓားများနဲ့မင်းအောင်တို့နောက်ကိုပြေးလိုက်သွားလေတယ်သူတို့နားကိုရောက်တဲ့အခါမှာအောက်လန်းကြီး2ယောက်ကိုဓားနဲ့ခုတ်ဖို့ရွေလိုက်စင်မှာလူကြီးအောက်လန်း1ယောက်ကတောင်ဝေးကိုမြေပြင်နဲ့ဆောင်းလိုက်ရာအနာကပ်လာတဲ့သူတို့နောက်ကိုလွင့်စင်ကုန်လေတယ်အဲဒီနောက်ဘာမှန်လို့အမြင်ရတယ်အောက်လန်းဟာမောင်ဘိုးထင်တို့ပြေးလိုက်တဲ့လောက်စလုံးများကိုပါဇက်နဲ့မှုတ်လိုက်ရာလောက်စလုံးများဟာလေပေါ်မှာရက်တက်နေတယ်အဲဒီနောက်ဘာမှန်ဟာတောင်ဝေးကိုနောက်တစ်ချက်မြေပြင်ကိုစောင့်လိုက်ပြီးတော့ကဲငါးကောင်တွေဒီကောင်တွေကိုဖမ်းပြီးမင်းတို့စားလိုက်ကြတော့ဟိအဲ့ဒီအောက်လန်းဆရာကြီးရဲ့စကားဆုံးတာနဲ့တဲတဲမှာလူသေးပမာအိတ်နေတဲ့လူ10ယောက်ဟာချက်ချင်းထလာကမောင်ဘိုးထင်တို့နားကိုတရွေ့ရွေ့တိုးလာနေကြတယ်အဲ့ဒီနောက်တရွေ့ရွေ့သွားနေတဲ့ဖုတ်ကောင်များဟာရုတ်တရက်လှင်းမြန်လာကမောင်ဘိုးထင်တို့ကိုအနောက်မှာလေပင်ကိုညှစ်ပြီးတိုက်ဖက်ထားလိုက်ကြတော့တယ်မောင်ဘိုးထင်တို့ဟာမြည်တို့သောတိုက်ခိုက်မှုမှမစွမ်းနိုင်တော့ကအချင်းချင်းကြည့်လိုက်ကြပြီးမောင်ဘိုးထင်ကကျုပ်တရားမှမကြောက်ဘူးကျုပ်စိတ်မကောင်းတာတခုတော့ရှိတယ်ကျုပ်ချစ်တဲ့ရွာသားတွေရဲ့ခိုင်းကျွဲခိုင်းနွားတွေကိုရအောင်မလုပ်ပေးနိုင်ခဲ့ဘူးကဲကိုဖိုးတွေကိုသားရပြီးတော့ပေတူးနဲ့တာအေး
ကိုမင်းအောင်နဲ့ကိုကျိုးသိန်းအားလုံးကိုကျုပ်နှုတ်ဆက်ခဲ့တယ်ဗျဘိုးထင်ဘာလို့နှုတ်ဆက်နေရလဲမင်းတယောက်တည်းတေမှာမဟုတ်ဘူးငါတို့လည်းတေမှာဟာကြောင်တော်နဲ့မောင်ဘိုးထင်ရဲ့စကားကိုဖုတ်ကောင်ကြီးချုပ်ထားတဲ့ဂျားကခက်ခဲစကားပြန်ဆိုသူမှာတာရဖြစ်တယ်အဲ့ဒီနောက်အောက်လန်းကြီးနှစ်ယောက်ဟာမောင်ဘိုးထင်တို့ကိုချုပ်ထားတဲ့ဖုတ်များကိုကြည့်ပြီးကဲမင်းတို့သွေးဖောက်တောက်လို့ကတောက်နိုင်ပြီအသားစားလို့ကလည်းစားနိုင်ပြီအောက်လန်းကြီးရဲ့စကားဆုံးတာနဲ့မောင်ဘိုးထင်တို့ကိုချုပ်ထားတဲ့ဖုတ်များဟာပါဇက်များဟာလာသလိုဘယ်သူမှမချုပ်ထားတဲ့ဖုတ်သုံးကောင်ဟာလူကောင်ကြီးတဲ့မင်းတောင်နဲ့တာယာတို့နောက်ကိုဖိုးထွေးစီကိုသွားနေချိန်မှာအစိမ်းရောင်အလင်းတန်းတစ်ခုသူတို့ဘက်ကိုထိုးထွက်လာပြီးဖုတ်ကောင်ကြီးများနောက်ကိုလွင့်စင်ကငိမ့်သက်သွားပါတော့တယ်အလင်းစတင်ထွက်ပေါ်လာရာကိုမောင်မိုးထင်တို့ကြည့်လိုက်တဲ့အခါဦးအောင်ဟာမျက်ကွင်းညိုကြီးနဲ့မိုးကြိုဆက်တောင်ဝိတ်ကိုကင်ထားတယ်လို့ဖူးရောင်နေတဲ့ရွာလူကြီးနဲ့ရွာတွေကလူရွယ်များဒုတ်ဓာမီးတုံများကင်ပြီးတော့အောက်လန်းကြီးနှစ်ယောက်ကိုကြည့်နေပါလေဦးအောင်ဟာဖုတ်ကောင်များချုပ်ထားရာကနေလွတ်သွားတယ်မောင်ဘိုးထင်တို့ကိုလက်ရက်ခေါ်လိုက်ကသူ့ရဲ့နောက်မှာနေစီပြီးတော့အောက်လန်းကြီးကိုလှမ်းပြီးစကားဆိုလိုက်လေဟာငါတို့အောက်လန်းတွေတိတ်ခါကြအောင်မင်းတို့ကအလောင်းကောင်တွေကိုဖုတ်သွင်းပြီးကျွဲနွားတွေကိုဓမြတိုက်ခိုင်းရတယ်လို့ကွာမင်းတို့ရွာမှာတန်ဖိုးရှိတာဆိုလို့ကျွဲနွားပဲရှိတာမဟုတ်လားပြီးတော့မင်းနေတဲ့ရွာကလူတွေဒုက္ခရောက်စေချင်လို့လှုပ်တာသိပြီလားမင်းကငါ့နာမည်တောင်သိနေမှာပဲငါတို့လည်းပြန်ရမှာအချိန်မရှိဘူးဆိုတော့မိုးကြိုဆက်တောင်ဝဲအစမ်းကိုခံကြည့်ပဲအောင်တော့ကဲမင်းတို့မိုက်ပြစ်မင်းတို့ခံဟိတ်ဦးအောင်ဟာမိုးကြိုဆက်တောင်ဝဲကိုမြှောက်လိုက်ပြီးအဝေးကအောက်လန်းနှစ်ဦးကိုရိုက်လိုက်တဲ့အခါမှာလျှက်စီးလက်သည့်အလားတောင်ဝဲကနေလျှက်စီးတန်းများထွက်ပေါ်လာပြီးတော့အောက်လန်းနှစ်ဦးကိုလျှက်စီးတန်းများရစ်ပတ်နေလေရအောက်လန်းကြီးနှစ်ယောက်ငဲတန်းပါအောင်အော်ဟစ်နေကြရလေတယ်အဲ့ဒီနောက်လျှက်စီးတန်းများတဖြည်းဖြည်းပြောက်ကွယ်သွားချိန်အောက်လန်းကြီးနှစ်ဦးစီမှာယူကြောင်ကြောင်စကားသံများထွက်ပေါ်လာလေတယ်ဟိုကျွဲကြီးကဘသူကျွဲဘာမှန်ကျွဲဟိဘာမှန်ကျွဲဟိုနွားကြီးကဘသူနွားငါထွားနွားဟိငါထွားနွားငါနွားပြန်ပေးငါနွားတွေပြန်ပေးအောက်လန်းကြီးနှစ်ယောက်မှာမြေပြင်မှာလူလန့်ပြီးတော့တွတ်ခေါင်ယူသွားပါတော့တယ်အဲ့ဒီနောက်ရွာလူကြီးဟာလူငယ်များကိုရွာကကျွဲနွားများကိုဆွဲခိုင်းလိုက်ပြီးမောင်ဘိုးချင်းတို့နားကိုသွားကမင်းတို့တကယ်ကောင်လေတိမ်မကြောက်ဘူးလားဦးအောင်နဲ့ငါတို့အချိန်မီလိုက်လာလို့ပေါ့အဖရဲ့ကျုပ်တို့ဒေတာထက်ရွာလူတွေခိုင်းကျွဲခိုင်းနွားမရှိမှပိုကြောက်တယ်ဗျအေးပါကွာမင်းကတကယ်လူတော်ပါငါသားရအဲ့ဒါကြောင့်မင်းကိုအလိုလိုက်ထားတာပေါ့ကွာအဖအဲ့ဒါဆိုကျုပ်တို့အဖွဲ့ကိုမင်းအောင်နောက်လာပြားဆက်ကရင်ထည့်ပေးနော်ကျုပ်တို့ပြားဆက်ကကျင်တယ်ဗျဆိုင်မတီးတော့ပြန်ဘူးလားမင်းတို့ကကိုမင်းအောင်ကြီးကိုလေးစားလို့ပါဗျာကျုပ်ကသူ့ကိုငါပေါ်ကြီးလို့ထင်ထားတာအခုမှကိုမင်းအောင်ကရွာသားတွေအတွက်ရှေ့ဆုံးကနေအသက်ပေးဝင်တဲ့သူဆိုတာသိတော့တယ်ဖိုးထွေးစကားကိုကြားတဲ့အခါမှာမင်းအောင်ဟာသူ့ရဲ့မေးစေးကပါကြဲကြဲမုတ်စိမ်မွေးကိုတက်ရင်းနဲ့ငါတယောက်တည်းကြီးမပြောပါနဲ့ကွာငါရဲ့တူရီတော်တပည့်ဂျိုးသိန်းလဲပါပါတယ်ကွာဟုတ်ပါတယ်အကုန်လုံးပါပါတယ်ကဲဗျာကျုပ်တို့ပြန်ကြဆိုဗျာပြဆက်ပညာကိုမင်းအောင်စီမှာသင်ကြံပြီပြုတ်အဲ့ဒီတော့နဲ့မောင်မိုးတင်တို့ဟာပေပင်ရွာသားများနဲ့အတူနွားများဆွဲပြီးပေပင်ရွာကိုပြန်ကြပါလေတော့တယ်မိုးလေကင်းလွတ်တဲ့သတင်းကြိုအခါကိုရောက်လာပြီဖြစ်တယ်ယခုမောင်ဘိုးထင်တို့ပေပင်ရွာစာတင်ကျောင်းဝင်းမှာပြားဆက်ကားကြမှာဖြစ်တယ်ပြားဆက်မင်းသမီးကိုနေမျိုးလေးကမင်းသမီးကိုငှားထားကြပြီးမင်းသမီးရဲ့နာမည်မှာတိမ့်သူဖြစ်တယ်ယခုတော့တိမ့်သူဟာရွာကိုမရောက်သေးဘူးမောင်ဘိုးထင်တို့ဟာရွာကကျွဲနွားများကိုတက်ဆွန်ဆံပြားကူညီပေးကြတာကြောင့်ရွာသားများဟာကျေးဇူးတင်ကရွာထိပ်စာတင်ကျောင်းမှာကားပြမဲ့ပြားဆက်မှာပါဝင်ခွင့်ပြုထားကြတယ်ယခုမောင်ဘိုးထင်တို့ကိုရွာထဲကပြားဆက်ဇလန်းရေးတဲ့ဦးတန်းမောင်အိမ်မှာရောက်ရှိနေကြလေကဲဖိုးတွေမင်းကဒီပြားဆက်မှာလူချမ်းဖြစ်နေရမယ်ဟာဝိုင်းတန်းမောင်ကလည်းမင်းသားအရန်လေးဖြစ်ဖြစ်ထားစက်ပါဗျာကျုပ်ရုပ်ခံကြီးနဲ့လူချမ်းနဲ့ဘဲလိုက်ပါလေမင်းတကယ်မလုပ်ဘူးလားဒီဇလန်းမှာလူချမ်းကပြားဆက်မင်းသားထက်မင်းသမီးကိုပို့ဖက်ရမှာနော်အဲ့လိုလားအဲ့ဒါဆိုရင်တော့လွတ်မယ်ဗျာဖိုးတွေ့ရပြုံးပြပြနဲ့ကျင်းနဲ့နေလေရတာယာကဘိုင်းတန်းမောင်ဒါတော့မတရားဘူးဗျာကျုပ်ကြတော့မင်းသားတငယ်ချင်းနဲ့မင်းသမီးကိုလက်ကလေးတောင်မှကန်လို့မရဘူးကျုပ်ကိုဖိုးထွေးနဲ့နေရလဲပြီဗျာတာယာဖိုးထွေးရဲ့လူချမ်းနေရာကိုလူနေပါတယ်ဖိုးထွေးကမကြေမနက်ဖြစ်ကသူ့ရဲ့လူချမ်းနေရာကိုမပေးပဲဖြစ်နေပြီးတော့စကားများနေကြတယ်ဦးတန်းမောင်ဟာစိတ်ညစ်နေက
ခေါင်းကိုကုတ်လိုက်ပြီးတော့ဟာမင်းတို့ကောင်တွေနဲ့တော့ခတ်ပြီကွာငါစိတ်ညစ်လာငါပြားဆက်ရေးတဲ့သူမင်းတို့နဲ့ကိုက်မဲ့ထင်းတဲ့နေရာကိုပေးတာမကျင်းနိုင်ရင်မင်းတို့ကဇက်တိုက်လို့ရှင်တင်ပေးမဲ့ကိုလူလေးကိုသွားပြောကြကြ။ तू ကငါဇက်လန်းနဲ့ကိုက်မဲ့လူကိုရွေးခိုင်းထားတာပြောမယ်ဗျာကျုပ်မကျင်းတတ်ဘူးဖိုးထွေးကြတော့မျိုးကမင်းသမီးကိုဖက်ရကိုင်ရမယ်ကျုပ်ကြတော့ထီလို့တော့မရဘူးအေးပြောကိုလူလေးကငါလိုစိတ်ရှည်တာမဟုတ်ဘူးမင်းတို့ကိုရွာလူကြီးမျက်နှာရွာသားတွေထောက်ခံချက်နဲ့ထဲ့ပေးထားတာသူကတိတ်ပြီးတော့ထဲ့ကြတာမဟုတ်ဘူးမင်းသွားပြောလို့ကတော့ကိုလူလေးကမင်းတို့အားလုံးကိုပြဇက်ကနေထုတ်ပြမှမြင်အောင်သေးတယ်ဦးသန်းမောင်ရဲ့စကားကြားတဲ့အခါမှာမောင်ဘိုးထင်တို့ဟာတားရနာကိုသွားပြီးတော့ကိုသားရည်မင်းသမီးကိုပြဇက်တဲ့မကန်ရလဲအပြင်မှာလက်ကလေးကန်လို့ရအောင်ကျုပ်တို့လုပ်ပေးပါမယ်ဗျာဘာကြီးရဲ့လူလေးကိုတော့သွားမပြောပါနဲ့တော်ကြကျုပ်တို့ပါမရအောင်ဖြစ်နေအောင်မယ်မဟုတ်ဘူးကွာဒါမတရားဘူးလို့ပြောတာငါလုံးဝမကျင်းတတ်ဘူးခက်ပြီဗျာကျုပ်တို့မကရရင်ဘယ်လိုလုပ်မလဲမသိဘူးကွာမင်းသမီးကိုမဖက်ရမှတော့မကရလဲဘာမှဖြစ်ဘူးကွာမောင်ဘိုးထင်တို့ကောင်းကုန်းလိုက်ကြကစိတ်ညစ်နေကြရတယ်ဒီပုံတိုင်းဆိုသူတို့ပြားဆက်ကာရဖို့ကမဖြစ်နိုင်ပါဒါကြောင့်မောင်ဘိုးထင်ဟာသဘောကောင်းတဲ့ဇလန်ရေးတဲ့ဦးတန်းမောင်နားကိုသွားပြီးတော့ဘိုက်တန်းမောင်ကျုပ်တို့ကူညီပါဦးဗျာကိုသားရလုပ်ပုံကကျုပ်တို့ကိုပြားဆက်တဲ့ကနေထွက်ရမယ်ပုံဗျာဘာကြီးရဲ့ဇလန်လေးကျုပ်တို့ပြောပြပါလားအေးငါပြောပြမယ်ဒီဇလန်မှာမင်းအောင်ကမင်းသားကွာသူကတရင်ကဖိုးထွေးကတထေးသားလူချမ်းသူကမင်းအောင်ရဲ့ကောင်မလေးကိုတစ်ဖက်သက်ကြိုက်ပြီးအမြဲတမ်းဆွဲလာရင်လာလုပ်နေတာကွာအသားရကမင်းအောင်ရဲ့တငယ်ချင်းသူကမင်းအောင်ကိုအမြဲတမ်းကူညီနေတဲ့ကောင်လူချမ်းဖိုးထွေးရဲ့အဖေကမြကြီးကလည်းသူ့သားကိုမင်းသမီးနဲ့မရရအောင်ပေးစားတယ်ဆိုတော့ကွာဘာကြီးနေပါဦးကျုပ်တို့ကဘယ်နေရာနေပါမှာလဲလာမယ်လေမင်းတို့ကလမ်းဘေးကတရောင်းစားလေး3ယောက်လေကွာဘိုက်တမ်းမောင်ဒါတော့မဟုတ်တော့ဘူးဗျာကျုပ်တို့ကြတော့တရောင်းစားလေး3ယောက်တည်းဗျာဒါတော့မတရားတာပဲဟာဘိုးထင်ရမင်းတို့ကတရောင်းစားဆိုပေမဲ့တကယ်တရောင်းစားလေးတွေမဟုတ်ဘူးကွာဟာအဲ့လိုလဲရှိသေးတာလားအေးလေမင်းတို့ကမြကြီးရဲ့လူယုံတရောင်းစားကလေးတွေအဲ့ဒါဆိုတကယ်တရောင်းစားတွေလားမဟုတ်ပါဘူးကွာမင်းတို့ကပြားဆက်မင်းသမီးကိုအမြဲစောင့်ကြည့်ပြီးတော့သတင်းပို့ပေးနေတာမင်းအောင်ကပြားဆက်မင်းသမီးကိုခိုးတဲ့အချိန်မှာမင်းတို့ကသတင်းပေးလိုက်တာဖိုးထွေးကမင်းသမီးကိုအပိုင်ကြံပြီးဖိုးထွေးကမင်းသမီးနဲ့ညားတယ်ပေါ့ကွာဦးတန်းမောင်ရဲ့ဇလန်းကိုနားထောင်ရင်းနဲ့ဖိုးထွေးမှာပျော်တပြုံးပြုံးဖြစ်နေပေမဲ့တာရဟာတောက်တစ်ခေါက်ခေါက်နဲ့မကြင်မနဲ့ဖြစ်နေတယ်အဲ့ဒီနောက်တာရဟာဦးတန်းမောင်ကိုကြည့်ပြီးတော့ဘိုက်တန်းမောင်လုံးဝမတရားဘူးဗျာကျုပ်လက်မခံနိုင်ဘူးဖိုးထွေးကမင်းသမီးနဲ့ညာပြီးကျုပ်ကဘဲချောင်းကိုရောက်လို့ရောက်နေမှမသိမင်းကလူကောင်းလေကွာဒီနေရာမျိုးမှာလူကောင်းမဖြစ်ချင်ဘူးပြားဆက်မင်းသမီးငှားဖို့ကျုပ်ဘာစီကပဲတင်းကိုခိုးရောင်းပြီးတော့အလူထည့်ထားတာဘိုက်တန်းမောင်လည်းသိတယ်နော်ဘိုက်ဒီလောက်တော့မရက်ဆက်တဲ့ဘူးဗျာမင်းတို့နဲ့လည်းခတ်တယ်ကွာငါလည်းခေါင်းတွေရှုပ်လာမသိတော့ဘူးကွာပြားဆက်တိုင်းမှကိုလူလေးနဲ့ညှိကြဦးတန်းမောင်ဟာစိတ်မရှည်စွာနဲ့စောင့်ကြည့်အောင်ကြည့်ပြောကထပြီးတော့အိမ်ပေါ်ကိုတက်သွားလေတယ်ဖိုးထွေးရလေကလေးတချွန်ချွန်နဲ့အဆင်ပြေနေပေမဲ့မောင်ဘိုးထင်တို့3ယောက်နဲ့တာယာကဖိုးထွေးကိုကြည့်ပြီးတော့မကျင်တဲ့မှုများတိုးလို့နေကြပါလေတော့မကြည့်ပင်အောင်မှာမကျင်တဲ့သူ4ဦးဝိုင်းဖွဲ့ပြီးတော့မကျင်တဲ့ခြံများကိုရင်ဖွင့်နေကြတယ်တာယာကပို့ပြီးတော့မကျင်မနဲ့ဖြစ်နေတယ်ပြီးခဲ့တဲ့နှစ်ကလေးကမင်းသမီးတိမ့်တိမ့်သူရဲ့လက်ကလေးပခုံးလေးဖြစ်ဖြစ်ဖတ်မယ်လို့အကြံပတ်ဆက်နေတဲ့တာယာမှာယခုမင်းသားတငယ်ချင်းလူကောင်းလေးဆိုတာကြောင့်မင်းသမီးကိုထိရဖို့မဖြစ်နိုင်ဘူးအဲ့ဒီအတွက်မောင်ဘိုးထင်တို့ကိုကြည့်ကဒီတစ်ခါတော့ငါတကယ်မကျင်တတ်ဘူးကွာကျုပ်တို့လည်းမကျင်တတ်ဘူးဘာကြီးလူလေးကတို့ပြောလို့ရှိရင်တို့ထုတ်မှာပဲသူစိတ်ကလက်တစစ်ကိုသားရမကရရင်တော့ပတ်မကြီးကိုဖောက်ကြရအောင်ဗျဟာဘိုးထင်မင်းကလည်းပတ်မကြီးဖောက်ရင်ရွာလူကြီးကထိတ်တုံးခတ်မှာပေါ့ဟာသဘောပြောတာပါဗျာကျုပ်လည်းကိုဖိုးထွေးကိုမကျင်တတ်ဘူးဒီလူကျုပ်တို့အတွက်ပြောပေးတဲ့နဲ့ဗျာကျုပ်တို့ကြတော့တရောင်းစားလေးတွေတဲ့ဗျာဟုတ်တယ်ဘိုးထင်ငါတို့3ယောက်ကြတော့တရောင်းစားလေးတွေတဲ့မတရားဘူးကွာလူရှိသူရှိတရောင်းစားလုပ်ရမှာမတန်ဘူးအဲ့လိုနဲ့သူတို့ချင်းချင်းတည်င်းလွယ်လွယ်ဖြစ်ကတူတူကြိတ်ကြိတ်တိုင်ပင်လိုက်ကြပြီးတော့သူတို့အားလုံးရဲ့မျက်နှာများမှာအပြုံးရိပ်များ
တန်းလာကြပါလေတော့ပြားဆက်ဆရာဥလူလေးရဲ့အိမ်ကိုမောင်ဘိုးထင်တော့ရောက်ရှိနေကြတယ်အသားခက်လက်လက်ပူပြက်ပြက်ဥလူလေးမှာမောင်ဘိုးထင်တို့သူ့ရဲ့အိမ်ကိုလာလေတဲ့အခါမှာသူ့ရဲ့ဝတီတိုင်းခက်ပြက်ပြက်စကားဆိုလေတယ်ဟဲ့ကောင်လေးဘာကိစ္စငါအိမ်လာတာလဲဘာကြီးကျုပ်ကလေမင်းသားတငယ်ချင်းလောက်ရမယ်ပြောတယ်အဲ့ဒါကျုပ်ရုပ်ရည်ကလေမင်းသားထက်တာနေတော့ကျုပ်ပြားစက်မကတော့ဘူးဆိုတဲ့အကြောင်းကိုလာပြောတာအေးပြီးရောက်ကွာကြွကြွတင်တင်ပြောတာကောင်းတယ်ဟိုကောင်လေးရောဘာပြောမလို့လဲဥလူလေးဟာမောင်ဘိုးထင်တို့ကိုကြည့်ပြီးမေးလိုက်တယ်အဲ့ဒီခါမှာမောင်ဘိုးထင်ဟာကျုပ်တို့လည်းမကတော့ဘူးပါကြီးလုံနိုင်မယ်လို့မထင်လို့ပါတော်ကြာအိုးနှင်းခွက်နေဖြစ်နေမှာစိုးလို့ပါအေးတော်တယ်ငါလည်းအဲ့လိုပဲတွေးနေတာမင်းတို့ကောင်လေးကယုံရတာမဟုတ်ဘူးငါနှစ်စဉ်နှစ်တိုင်းကောင်းကောင်းမွန်မွန်ကားပြနေတဲ့ရွာသားပြားဆက်မင်းတို့ကြောင့်အိုးနှင်းခွက်နေဖြစ်နေမှာစိုးနေရကွာအခုတော့ငါရင်ထဲကအလုံးကြီးအခုမှကျသွားတယ်မောင်ဘိုးတင်တော့ဥလူလေးရဲ့စကားကိုကြားတဲ့ခါမှာဖိုးထွေးပြင်းဥလူလေးကိုပါမကျင်မနှက်ဖြစ်ကနေမိပါမဲ့စိတ်ထဲကနေဘလောက်ထိမကျင်တဲ့ပါစေသူတို့ရဲ့နှုတ်ထွက်စကားများကချိုးသားနေပြန်တယ်ဟုတ်တာပေါ့ဘာကြီးဟာကျုပ်တို့နားလဲပါတယ်တခုခုဖြစ်ရင်ဘာကြီးကောင်းပေါ်ပဲလာမှာလေအေးကွာအခုငါသတင်းတစ်ခုတိုးတိုးတန်းတန်းကြားတယ်ကွာငါတို့ရွာကိုမနာလိုမရှုစိမ့်တဲ့မြောက်ရှုံးရွာကပညာတဲ့တွေငါတို့ရွာရဲ့ရွာသားပြဇက်ကိုနှောက်ရှက်မယ်ဆိုတဲ့သတင်းကွာဟုတ်လို့လားဘာကြီးရဲ့ကောလာဟာလာတွေနေမှာပါဗျာနှစ်တိုင်းလုံနေတဲ့ပွဲကိုနှောက်ရှက်တယ်မကြမိပါဘူးအေးကွာငါလည်းအဲ့လိုပဲမျှော်လင့်ပါတယ်အဲ့လိုနဲ့မောင်ဘိုးထင်တာရတာအေးနဲ့ပေတူတို့ဟာပြဇက်မကားတော့ကြောင်းဥဒူလေးကိုပြောပြီးတော့မှပြန်ခဲ့ကြပါလေတော့ပြဇက်ကားရမယ့်အချိန်ကနီးကပ်လာနေပြီဖြစ်တယ်မောင်ဘိုးထင်တို့နေရာမှာကြောလွင်အောင်တန်းနဲ့မောင်မြင့်တို့ကိုအစားထိုးလိုက်ပြီးတာရနေရာမှာတော့ဂျိုးသိန်းနဲ့အပြောင်းလဲလုပ်လိုက်ကြတယ်အခုမောင်ဘိုးထင်ဟာဥအောင်စီမှာအမှောင်ပညာရပ်များကိုစူးစမ်းသင်ယူနေပါတယ်သူယခုသင်တဲ့ပညာရပ်မှာလူရဲ့ယုံနဲ့စိတ်ကိုထိန်းချုပ်တဲ့ပညာရပ်ဖြစ်တယ်ထုံးစံတိုင်းမောင်ဘိုးထင်ဟာသူသင်ကျင်တဲ့ပညာရပ်များကိုဥအောင်ကိုကြီးကြား၍သင်ခိုင်းနေတယ်အဘလူတစ်ယောက်ကိုကျုပ်ပြောသလိုကျုပ်လုပ်သလိုလိုက်လုပ်ခိုင်းလို့ရတဲ့ပညာရပ်ရှိလားရှိတာပေါ့ကွာရှိရင်အဲ့ဒါကိုသင်ပေးဗျာလွယ်တော့မလွယ်ဘူးကောင်လေးရဲ့ဘာမလွယ်တာလဲဗျအဲ့ဒီလိုတွေပြူစားဖို့ဆိုရင်ကိုပြူစားမဲ့သူရဲ့သွေးနဲ့စပင်အရင်ရမှာဖြစ်မှာကွာပြီးတော့ကောက်ရုပ်အယုတ်လို့ပြီးရင်ကိုပြူစားမဲ့လူရဲ့စပင်စတွေကိုကောက်ရုပ်ရုပ်မှာချီသူ့ရဲ့သွေးစားပါတဲ့အဝတ်စာကိုကောက်ရုပ်ရုပ်မှာချီပြီးတော့မင်းကထိမ့်မယ်ဆိုမင်းရဲ့သွေးနဲ့သူ့သွေးပင်နေတဲ့အဝတ်စာကိုရောပြီးဒီမန်တန်ကိုရွတ်လိုက်ရုံပဲကွာသဘောပေါက်ပြီပါကျုပ်ကိုအဲ့ဒီမန်တန်သင်မေးပါအောင်ပါရဲ့ဘုံဟာမောင်ဘိုးထင်ကိုတူတက်ထားတဲ့အမှောင်ပညာများအနက်လူတစ်ယောက်ကိုထိန်းချုပ်လို့ရတဲ့အမှောင်ပညာများကိုသင်ကြားပေးနေပါလေတော့တယ်မောင်ဘိုးထင်တယောက်တည်းအင်းရှိကိုပြစ်မှာထိုင်ပြီးတော့တွေ့နေပါတယ်သူတို့ဖိုးထွေးကိုအကောက်ကြမ်းဖို့တွေးထားခြင်းဖြစ်တယ်ယခုဦးအောင်ထံကအဲ့ဒီပညာကိုသင်ပြီးချိန်မှာတော့မောင်ဘိုးထင်ရဲ့စိတ်ထဲတမျိုးတမီခံစားနေရတယ်သူတို့ရဲ့လောက်ရက်ကမှန်ရောမှန်ရလားလို့တွေးတော့နေစမှာဦးအောင်အိမ်ဘောကဆင်းလာကမောင်ဘိုးထင်ကိုစကားဆိုလေတယ်ကောင်းလေငါမင်းနဲ့စကားကောင်းကောင်းမပြောရတာလဲကြားပြီဒီနေ့ငါမင်းနဲ့စကားပြောချင်တယ်ဟုတ်ပါပြောပါငါတို့ကအောက်လန်းလို့ခေါ်တဲ့အမှောင်ပညာတွေဒါပေမဲ့အမှောင်အမိုက်ဆုံးဆိုတဲ့အထဲကိုတော့မင်းတို့ကမရောက်စေချင်ဘူးငါတော့ဦးအောင်ဟာစကားကိုဆုံးအောင်မပြောဘဲရပ်နေတယ်အဲ့ဒီခါမှာမောင်ဘိုးထင်ဟာဦးအောင်ရဲ့မျက်နှာကိုသေချာကြည့်လိုက်မိတယ်ရီဝင်နေတဲ့ဦးအောင်ရဲ့မျက်နှာမှာနောင်တရဟန်ရှိနေတယ်ဒါကြောင့်မောင်ဘိုးထင်ဟာဦးအောင်ရဲ့တပိုင်းလေးစားစကားကိုဆက်ဖို့တတိပေးလိုက်တယ်အဘဘာဖြစ်လို့လဲငါအများကြီးကိုမှားခဲ့တဲ့ကောင်းလေးငါကိုအထက်လန်းဆရာကြီးတူကတက်ညာလို့သာငါမင်းရဲ့အရှိမရှိနေရငါကိုပညာတွေတော့မနှုတ်သွားဘူးဂတိသစ္စာတစ်ခုတော့တောင်းခဲ့တယ်ဆိုးသွန်းလွန်တဲ့လူတွေကိုတော့အခါကျင်းဝယ်ယူပြီးပညာနဲ့ကျူစားခိုင်းခဲ့တယ်ငါရဲ့မကောင်းမှုတွေကများနေပြီကောင်းလေး
အခုငါမင်းကိုမှားကြတာရှိတယ်မင်းကအမှောင်မောပညာကိုသင်ထားတော့အဖြူတယ်တော့မဖြစ်နိုင်တော့ဒါပေမဲ့မင်းကလူတွေကိုထိခိုက်အောင်အမှောင်ပညာနဲ့လည်းမဖြူစားဘူးဆိုတော့မင်းကအမဲရောင်လည်းမဟုတ်ပြန်ပြီဘူးမင်းကငါဘယ်လိုပြောရမလဲလုံးဝအမဲကြီးတော့မဖြစ်စင်နဲ့ပေါ့ကွာအဲ့ဒါဆိုကျုပ်ကဘာရောင်လဲပါအဖြူလည်းမဟုတ်ဘူးအမဲလည်းမဟုတ်ဘူးကွာဘာရောင်ဖြစ်မလဲမောင်ဘိုးထင်ဟာအမဲမကြအဖြူမကြအရောင်ကိုတွေးနေစင်မှာသူ့ရဲ့မျက်လုံးထဲမှာကောက်ရိုးပုံကိုမီးရှိုးရထွက်လာတဲ့အရောင်ကိုမြင်အောင်လာပြီးတော့အဖအဲ့ဒါဆိုမိကိုရောင်လာပါမောင်ဘိုးထင်ရဲ့စကားကိုဦးအောင်ကအသေးချာတွေးလိုက်ပြီးတော့အေးဟုတ်တယ်မင်းကမိကိုရောင်ပဲကွာအဲ့ဒါဆိုကျုပ်ကမိကိုရောင်အောက်လန်းဘိုးထင်ပေါ့အေးပေါ့ကွာမောင်ဘိုးထင်ဟာသူ့ကိုယ်သူသဘောကျနေတယ်သူ့ရဲ့စိတ်ထဲမှာလဲဖိုးထွေးကိုအကောက်ကြမ်းမဲ့ကိစ္စကိုခေါင်းထဲကနေထုတ်ပြလိုက်ပါလေတော့ဘိုးထင်မင်းကသစ္စာဖောက်တာဘာဖြစ်လို့လဲဗျမင်းအရင်အကြံတိုင်းဖိုးထွေးကိုလုံမယ်ကွာအဲ့ဒီကောင်မြောက်မြောက်လုံနေတာကြည့်မရအောင်ကိုသားရခမရစဉ်းစားကြည့်ဗျာအခုလူချမ်းနေရကိုဖိုးထွေးကသူ့ကိုပေးဆိုပြီးတော့အတင်းကျပ်လူထားတာမဟုတ်ဘူးလေဇလန်းဆရာရဲ့ပြားဆက်ဆရာရဲ့ကပေးထားတာကျုပ်တို့ကသာမနာလို့ဖြစ်နေတာသူနဲ့ဘာမှမဆိုင်မောင်ဘိုးထင်ရဲ့စကားကိုကြားတဲ့အခါမှာတာရအပါဝင်ပေတူနဲ့တာအေးငြိမ်ပြီးတော့တွေးတောနေတယ်အဲ့ဒီနောက်တာရကခေါင်းကိုညိတ်ကအဲ့ဒါတော့ဟုတ်တယ်ဖိုးထွေးကနေရာလူယူထားတာမဟုတ်ဘူးပြီးတော့မြောက်ရှုံးရွာကကျုပ်တို့ရွာရဲ့ရွာသားပြားဆက်ကိုနှောက်ယှက်ချင်နေတာလို့ဘာကြီးလူလေးကပြောတယ်နော်အေးဟုတ်တယ်ငါတို့လည်းကြားတာကိုအဲ့ဒါကိုကျုပ်တို့ကာကွယ်ရမယ်ဗျမောင်ဘိုးထင်ရဲ့စိတ်ထဲကိုကောင်းတဲ့စိတ်များစိုးမိုးနေပဲသူတို့အားလုံးမြောက်ရှုံးရွာအကြောင်းပြောနေစမှာဖိုးထွေးတယောက်တုတ်တိတုတ်ပြားနဲ့ရောက်လာကတာရတို့ဘိုးထင်တို့လောက်ပါအောင်ကွာဘာဖြစ်လို့လဲဗျပြားဆက်တိုက်ခါနီးမှာပြားဆက်မင်းသားကိုမင်းအောင်သူ့အမေနဲ့စိတ်ဆိုးပြီးတော့အိမ်ပေါ်ကနေဆင်းသွားလို့တယ်ကွာဘာအဲ့တော့ဘယ်လိုလုပ်မလဲဘယ်လိုလုပ်ရမှာလဲလူကြီးတွေကတော့အကြီးပြိုစီကိုသွားနေကြတယ်ငါတို့ကကိုမင်းအောင်ကိုလိုက်ရှာပြီးတော့ခေါ်ကြရအောင်ကောင်းတယ်ကျုပ်တို့ကိုမင်းအောင်ကိုလိုက်ရှာကြတာပေါ့ဗျာအဲ့ဒီလိုနဲ့မောင်ဘိုးထင်တို့ဟာပြားဆက်မင်းသားမင်းအောင်ကိုလိုက်ရှာဖို့ဖြစ်လာပါလိမ့်တော့တယ်တာရနဲ့ဖိုးထွေးဦးဆောင်ပြီးမောင်ဘိုးထင်တို့ဟာပြားဆက်မင်းသားမင်းအောင်ကိုရှာဖွေဖို့လမ်းစရှာနေကြကိုမင်းအောင်ရဲ့တငယ်ချင်းကိုကြီးရှိတယ်ကွာအဲ့ဒီလူစီကိုသွားလို့ရှိရင်သူဘဲရောက်နေတယ်ဆိုတာသိလောက်တယ်အေးရွာထဲမှာဆိုလဲကိုကြီးအေးနဲ့ပဲတွဲကိုကြီးအေးစီသွားရင်တော့သတိထားမယ်ဒီလူကြီးကဗလာတောင်းနေဆိုပြီးတော့အင်ဂျီအမျက်ချွတ်ထားတာကိုဘိုးထွေးနဲ့ကိုသားရကလူပြိုဖြစ်နေပြီဆိုတော့ဘာမှဖြစ်ဘူးကျုပ်တို့တော့ဒီလူကြီးကကန်မြှောက်နေတာသူ့ကိုမတွေ့အောင်မနဲ့ရှောင်နေရတာဗျပေတူရဲ့စကားကိုကြားတဲ့အခါမှာတာအေးနဲ့ဘိုးတင်ခေါင်းညိတ်ပြီးတော့ထောက်ခံလိုက်ကြပေတူပြောဒီမှာလဲမလွတ်မေပေတူတယောက်ရေပုံးရှေ့တပုံးနောက်တပုံးထမ်းပြီးတော့ရေခတ်လာရာလမ်းမှာကိုကြီးအေးနဲ့တွေ့ပြီးရေထမ်းကူမယ်လို့ပြောကရေကိုတိသက်မထမ်းပဲရေထမ်းနေတဲ့ပေတူကိုမခေါ်သွားရာအတော့ကိုဒုက္ခများရတယ်ခလေးများတွေ့ကမိုးပုံမြောက်ပြီးဝိတ်တုံးတပွဲမနေလေရာအတော့ကိုပြောတတ်ပြီးခလေးချစ်တတ်တဲ့လူကြီးဖြစ်ပါတယ်ယခုတော့လမ်းမှာမတွေ့အောင်ရှောင်နေရတဲ့ကိုကြီးအေးအိမ်ကိုသွားရမှာဖြစ်ကအတော့ရင်ထိတ်နေရတယ်ဖိုးထွေးဟာရှေ့ဆုံးကကိုကြီးအေးရဲ့အိမ်ဝိုင်းကိုဝင်သွားလိုက်တယ်နောက်ကမောင်ဘိုးထင်တို့မရေတရေနဲ့ဝင်လိုက်ကြတယ်ကိုကြီးအေးဟာပစိုးကိုခတောင်းကြိုက်ထားကချွေးတန်ရွှဲနဲ့ရှွန်းနဲ့ပြုတ်လုထားတယ်ဝိတ်တုံးကြီးကိုမနေကမှမောင်ဘိုးထင်တို့တပြင်းကိုစီချလိုက်ကြကအိမ်ရှိကိုပြစ်မှာဝင်ထမ်းလိုက်ပြီးကိုကြီးအေးကိုကြည့်နေပါတယ်ကိုကြီးအေးဟာအတော့ကိုကားရတောင့်တင်းတန်မာသူဖြစ်တယ်သူရဲ့တငယ်ချင်းကိုမင်းအောင်နီးတူတိုင်းပညာကိုလည်းအတော့ကိုလိုက်စားတယ်ရော်ထဲမှာတော့ကိုကြီးအေးဟာပျော်ပျော်နေတတ်ပြီးသူ့ရဲ့မိခင်ကိုလောက်ကိုင်းကျွေးမွေးနေသူဖြစ်ပါတယ်ကိုကြီးအေးဟာလေတရင်ငါတယောက်ဖြစ်ကတရင်တိုင်းများလူရတဲ့အလုပ်သမားကောင်းတယောက်ဖြစ်ပါတယ်ယခုကိုကြီးအေးဟာမောင်ဘိုးထင်တို့ကိုမြင်တဲ့အခါမှာသူ့ရဲ့ပုံစံအတိုင်းတပြုံပြုံနဲ့နှုတ်ဆက်နေပါတယ်ဟေးဖိုးထွေးတို့ငါ့အိမ်ကိုမလာသဘူးဘာလို့လုပ်ကြတာလဲကွာဘာလုပ်တာလဲဆိုတာနောက်မှမေကိုကြီးအေးအခုကိုမင်းအောင်ပျောက်နေလို့
ပြဆက်ကားတော့မယ်အခုချိန်ထိသူ့ကိုမတွေ့သေးဘူးလောက်ပါအောင်ဗျဒီကောင်အကြီးနဲ့စကားများပြန်ပြီချင်တယ်ဟုတ်တယ်အကြီးပြောကလည်းကိုမင်းတောင်ကိုတွေ့တာနဲ့တွတ်တွတ်နဲ့ကိုပြောတာပြောလဲပြောချင်စရာလေကွာအကြီးပြောစိတ်နဲ့အဲ့ဒီကောင်မင်းတောင်ရဲ့စိတ်နဲ့ကတခြားစီအကြီးပြောကမုတ်ဆိုးမဆိုပဲမဲ့မင်းတောင်ငငယ်လေးကလေးကနောက်အိမ်တော်မပြုတ်ပဲလဲတွေရတွေကိုမပြောက်မပြတ်အောင်ထိမ့်သိမ့်ခဲ့တာကွာအခုမင်းတောင်လက်ကြောမတဲမုံအကြီးကဘယ်သဘောကျလိမ့်မလဲကိုကြီးဟာသူ့ရဲ့တငယ်ချင်းဖြစ်သူကိုပြစ်တင်ပြောဆိုရင်းနဲ့ခရောင်းကြိုက်ကိုဖြီးပြီးပစုပ်ကိုပြင်ဝက်ကစကားဆက်ဆိုနေတယ်ကဲငါကောင်တွေမင်းတို့မင်းတောင်မမရှိတယ်ဆိုတာသိကျင်တာမဟုတ်လားဟုတ်တယ်ဗျဘယ်မှသွားရှာမနေနဲ့အဲ့ဒီကောင်ဟိုကဘိုးထင်ပါရဲ့တဲမှာကိုညိုမောင်ကြီးနဲ့လေးကန်နေပြီမင်းတို့ကြက်သားစားကြင်တော့လိုက်သွားမနေ့ကဒီကောင်ပြန်လာလိမ့်မယ်ငါပြောတာမယုံရင်အကြီးပြောအင်းကနေသွားဆောင်နေဟုတ်ပါမလားဗျာကြည်အေးပါကွာဒီကောင်အကြောင်းကိုငါအသိဆုံးမင်းတို့ကအခုမှပြားဇက်ကမှမို့လို့စိတ်ပူနေတာကြံတဲ့သူတွေဘယ်သူမှစိတ်မပူဘူးအေးစစ်တင်ငိမ်စွာပြောနေတဲ့ကိုကြည်အေးစကားကြောင့်မောင်ဘိုးထင်တို့စိတ်တော့အနေငယ်အေးသွားကြတယ်ကိုကြည်အေးပြောသည်မှာဟုတ်လားမဟုတ်လားဆိုတာသိကြတာကြောင့်မောင်ဘိုးထင်တို့ဟာကိုညိုမောင်ကြီးရှိတဲ့တဲကိုထွက်လာခဲ့ကြပါလေတော့တယ်မောင်ဘိုးထင်တို့ကိုညိုမောင်ရဲ့တဲကိုရောက်လာကြတယ်ကိုကြည်အေးပြောသည်မှာမှန်ပေတယ်မင်းအောင်ဟာကိုညိုမောင်ကြီးနဲ့ကြက်သားကာလာသားချက်စားရဲနေတယောက်နဲ့တယောက်ရင်ဖွင့်နေပါကိုကြီးညိုမောင်ပဲစဉ်းစားကြည့်ဗျာကျုပ်ကရမ်းမတော့လောင်းကစားမလုပ်ဘူးမိမလည်းမရှုပ်ဘူးအဲ့လိုလူကိုကြုံမိကဘာလို့အဖြစ်တွေပြောနေရလဲဗျာနားမလဲဘူးအေးကွာအဲ့ဒါတော့ဟုတ်တယ်မင်းမလုပ်တာတွေတော့ဟုတ်ပါပြီလုပ်တာတွေကိုပြောပြအောင်ဟာကိုကြီးညိုမောင်ရကျုပ်ကပြားစံမင်းသားပဲကိုကာရလေးကျင်ုံကလွဲပြီးတော့ဘာလို့ရအောင်ပါလဲနွားတော့တခါတလေကြောင်းပေးတယ်မကြောင်းနိုင်တဲ့နေ့တွေဆိုလို့ရှိရင်ဒီကောင်ပေတုတို့ကိုကြောင်းခိုင်းတယ်ကိုညိုမောင်သဘောပေါက်ပြီဖြစ်တယ်အကြီးပြောလို့မိမသားတမ်းမဲ့ကြံတန်းကိုတိုင်တင်းကိုတိုင်လှဲမောင်းတဲ့မျိုးသမီးကြီးအဖို့မင်းတောင်လို့သားမျိုးကိုရိုင်းမတက်ပြစ်တာကံကောင်းတယ်လို့တွေးပြီးခေါင်းညိတ်လိုက်တယ်သူပမဲ့မင်းတောင်ဟာကိုညိုမောင်ခေါင်းညိတ်တာကိုသူ့ကိုထောက်ခံတယ်လို့ထင်တယ်ကကျုပ်ရဲ့ခံစားချက်တွေကိုကိုညိုမောင်ကြီးပဲနားလေလို့ကျုပ်ကိုညိုမောင်စီကိုလာခဲ့တာဗျအဲ့ဒါဆိုပြဇက်ကားဘွားဘယ်လိုလုပ်မလဲဗျမောင်ဘိုးထင်ဟာဘေးကထိုင်နေရကနေကြက်သားတစ်ဖက်ကိုဆယ်ရင်းနဲ့စကားပြောလိုက်ရမကောက်ဘူးကွာမင်းတောင်တန်ဖို့ဘယ်လောက်ရှိတယ်ဆိုတာငါအမေသိအောင်ထားလိုက်အောင်မယ်သဘောပဲဗျာကျုပ်တို့တော့ပြန်တော့မယ်ဟဲ့ကောင်လေးမင်းတို့ပြန်လဲအေးဆေးပြန်ငါဒီမှာရှိတယ်ဆိုတာဘယ်သူမှမပြောနဲ့ကြားလားစိတ်ချပါဗျာဘယ်သူမှမပြောကိုကြီးရဲ့စကားကိုမောင်ဘိုးထင်တို့ယုံကြည်သွား၍မိတို့တော့ပူပင်တော့ကများမှမရှိတော့ပဲရွာကိုပြန်လိုက်ကြပါလေတော့တယ်ပြားဆက်တိုင်းပဲနေမနဲ့မှာမင်းတောင်ဟာသူ့ရဲ့အိမ်ကိုပြန်ရောက်လာတယ်သူ့မှာအကြောင်းပြချက်ကောင်းကောင်းတစ်ခုကရှိတယ်အဲ့ဒီအကြောင်းပြချက်ဟာသူသာပြန်မလာရင်နွားများကိုရောင်းကပြားဆက်ကုန်ကြစရိတ်ကိုရော်ပေးရမယ့်အကြီးပြိုကိုတနာလို့ဆိုတဲ့အကြောင်းပြချက်နဲ့အပေါ်စီးကနေပြန်လာခြင်းဖြစ်တယ်အခုပေပင်ရွာရဲ့ပြားဆက်တိုက်ချင်းစနေပြီဖြစ်တယ်ဇက်ခုံလေးထိုးထားပြီးရွာတွေကပကြီးဆရာတာရဆရာကြီးဗိုက်တင်းရဲ့လက်ရများဖြစ်တဲ့နောက်ခံပကြီးများကအတော့ကိုအသက်ဝင်ပေးတယ်ပြားဆက်ဆရာကြီးဥလူအေးကဇလန်ရေးဆရာဦးတန်းမောင်ပေးတဲ့စာအုပ်ကြီးကိုကင်ကပြားဆက်တိုက်နေကြတယ်မြို့ကပြားဆက်မင်းသမီးတိမ့်သူလည်းရောက်နေပြီဖြစ်တယ်တိမ့်သူရဲ့မိခင်ဟာသူ့ရဲ့သမီးကိုစောင့်ရှောက်ဖို့လိုက်လာပြီးတော့ပေပင်ရွာသားများကိုတောကြလွန်၍အထင်သေးနေပါလေအဲ့ဒီနောက်မင်းအောင်ရဲ့တရုတ်ဆောင်ချက်များကိုကြည့်ကတိမ့်သူရဲ့မိခင်ကြီးဟာမင်းအောင်နားကိုသွားပြီးတော့မင်းသားကျမသမီးလေးကိုတွဲခေါ်ပေးပါဦးနော်မင်းသားရဲ့တရုတ်ဆောင်ချက်တွေကကောင်းချက်တော့ရပါတယ်အစ်စ်လေးတွေကိုကျုပ်ကတွဲခေါ်နေကြပါဟိဟန်ကောင်းလာတဲ့မင်းအောင်ရဲ့စကားမှာတိမ့်သူရဲ့မိခင်ကြီးမျောသွားကသူ့ရဲ့သမီးနဲ့ပဲပေးစားမဲ့အရေးရအောင်တွေ့နေရတယ်။တရောင်စားလေးများဖြစ်တရုတ်ဆောင်ရမဲ့မောင်မြင့်အောင်တန်းနဲ့ကျော်လွင်တို့ဟာအတော့ကိုတရုတ်ပါရာမောင်ဘိုးထင်ဟာဇက်စင်အောက်ကနေပြီးလက်ခုပ်တီးကအော်ဟိအားပေးနေပါလေ။အောင်တန်းတို့တရုတ်ဆောင်တာ
ကောင်းချက်ကတော့ကွာတကယ့်ကိုတောင်းစားလေးတွေကြနေကြတာပဲပေတုရေအကျွေစေးရှိရင်သွားထည့်လိုက်စမ်းပါကွာဟုတ်တယ်ဘိုးထင်ဒီကောင်လေးရုပ်ခံကတောင်းစားရုပ်ဆိုတော့အတော်လိုက်တယ်ကွာမောင်ဘိုးထင်တို့အော်ဟေးအားပေးနေမှုကြောင့်ဥလူလေးဟာသူတို့ကငောင်းငန်းပြီးတော့ဇက်စင်နဲ့ဝေးရကိုသွားခိုင်းထားရတယ်ဖိုးထွေကတော့တရုတ်ဆောင်ပြပြန်လွန်းလာတယ်မင်းသမီးကိုဆွဲရမယ့်အခန်းတိုက်တဲ့အခါမှာဖိုးထွေအဆွဲကျန်းသွားတာကြောင့်မင်းသမီးရဲ့လက်ပြန်ကျော်ငုံသွား၍ရွာတွေကအနှိမ့်တဲ့ခေါ်ပြီးလက်ပြန်ကျော်ပြန်ဖော်ထားရတယ်သူတို့ပြားဆက်အဖွဲထဲမှာအချောဆုံးမှာဂျိုးသိန်းသာဖြစ်တယ်ပြူကျဲကျဲမျက်နှာနဲ့လူမရုပ်ပေါက်နေတဲ့ဂျိုးသိန်းမှာမင်းသားရဲ့တငယ်ချင်းအဖြစ်တရုတ်ဆောင်ရအတော့ကိုအထစ်ထစ်ငေါငေါဖြစ်နေလေတယ်မင်းတော်ဒေါသကိုရှေထားစိတ်ကိုနောက်မှဖြစ်ပါကွာဟာဂျိုးသိန်းစိတ်ကိုရှေထားဒေါသကိုနောက်မှဖြစ်ကွာဘာလို့ပြောနေရလဲကွာဟုတ်ကဲ့ပါအခုမှစပြီးလှုပ်တာဆိုတော့ရင်ထဲတုံးနဲ့ခုန်နေလို့ပါဗျာကဲထားနောက်ထပ်ပြောရမှာကမင်းနဲ့တိန့်သူကအလိုက်ဖက်ဆုံးပါတိန့်သူနဲ့မင်းနဲ့ပေါင်းရဖို့ငါကြိုးစားမယ်ကဲပြောဟုတ်ကဲ့ပါဂျိုးသိန်းဟာတပြင်းကိုတစ်ချက်ချလိုက်ပြီးတော့မင်းနောင်ကိုကြည့်ပြီးမင်းနောင်တိန့်သူနဲ့ငါနဲ့ကအလိုက်ဖက်ဆုံးပါမင်းနဲ့ငါနဲ့ပေါင်းရဖို့မင်းကြည့်တော့မင်းနဲ့ငါနဲ့ပေါင်းရဖို့လားဒုက္ခပါပဲကွာဒီကောင်ဂျိုးသိန်းနဲ့တော့အဲ့ဒီလိုနဲ့ရွာသားပြားဆက်တိုက်တီကဆဲတန်ဆိုတန်ရည်တန်မောတန်များနဲ့ဆက်လက်ကြိုးစားပြားဆက်တိုက်နေကြပါတယ်ပေပင်ရွာရဲ့ပြားဆက်ပွဲတီကယနေ့ညစတင်မှာဖြစ်တယ်မြို့ကမီဇန်ဓာတ်ဆက်နဲ့ပြားဆက်မင်းသမီးငှားရမ်းထားတာကြောင့်ရွာနီးချုပ်ဆက်များကရွာသူရွာသားများပါလှဲများနဲ့လာရောက်ကြည့်ရှုကြတယ်မောင်ဘိုးထင်တို့ဟာဇက်စင်နောက်ကိုသွားလိုက်ပွဲကင်းထဲကိုသွားလိုက်နဲ့ပျော်ရွှင်နေကြတယ်တာယာကတော့လှရင်တို့မိသားစုဖြာပေါ်မှာထိုင်ပြီးစကားပြောနေတယ်မောင်ဘိုးထင်တို့ဟာဇက်စင်နောက်ကိုပြန်ဝင်လိုက်ကြပြီးဖိုးထွေးနောက်ကိုသွားကကိုဖိုးထွေးကအခုလိုဝစ်စားအစ်တွေနဲ့ကြည့်တော့လဲခန့်သားဗျလူချမ်းလို့တော့မထင်ရဘူးဗျဟဲ့ကောင်လေငါမင်းသားမလုပ်ချင်တော့ပါကွာအခုလူချမ်းနေရတာအကောင်းဆုံးကွာအေးပါဗျာပြီးတာပဲဒါနဲ့ဟိုနာကငါပြောပွဲအုံပွဲကမလုပ်ထားရလဲဗျအဲ့ဒါနတ်တင်ထားတာလို့ပြောတယ်ကွာနတ်တင်ထားတာလဲငါပြောသည့်တွေကဝင်းမဲ့နေတာတော်ကြရွာကကောင်တွေဝင်းလူမောင်ဘိုးထင်စကားမဆုံးပြီမဆုတ်ကိုတခုတ်ကောင်းစွတ်တန်ပြုတ်လို့ထားတဲ့လူတယောက်ကတော့ပွဲကြီးကိုမပြီးပြေးလေတော့တယ်ဟာပြောလို့မဆုံးသေးဘူးဇက်ကတော့ပွဲကြီးကိုမပြေးပြီဟေးလောက်ကြပါအောင်ဟာဖိုးထွေးဟာအတန်ခက်ကြဲကြဲပြောလိုက်တဲ့အခါမှာပြားဆက်ဆရာဥလူလေးရောက်လာပြီးတော့ဖိုးထွေးဘာဖြစ်တာလဲဘိုက်တင်ထားတဲ့ကတော့ပွဲကြီးကိုမပြေးလို့ဟာဘယ်ကစောက်ကမြင်းမာသားလဲကွာအရေးတယ်ထားလိုက်တော့ကွာပြားဆက်စတော့မယ်ဘိုးတင်လောင်းကတော့ပွဲမပြေးတာရိုးသားမဟုတ်တော့ဘူးမြောက်ရှုံးရွာသားတွေလည်းဖြစ်နိုင်တယ်မင်းဘကိုအုံးကိုသွားပြောပြီးတော့အနှောက်ရှက်ပေါ်ပြီးထင်တယ်လို့ဟုတ်ပါကြီးမောင်ဘိုးတင်တို့ဟာပြားဆက်စင်နောက်ကထွက်လိုက်ကြပြီးဥုံးကိုလိုက်ရှာနေတယ်အမှောင်ရိပ်ကြတဲ့ရဲပုံစံလေးထဲမှာအတန်ကြားရ၍မောင်ဘိုးတင်တို့နားဆွင့်လိုက်တယ်ကိုမြရဒီလိုကလေးတွေပြားဆက်ကတော့မြင်းတော့ငယ်ငါအောင်မင်းမှောက်ပြီလားကွမတော့တာကြားလို့ထင်တယ်ကွာငါလည်းမရတော့ဘူးဟာတေးကြပါလေဘာကြီးများရဲ့အတန်နဲ့ဥုံရဲ့အတန်ဖြစ်၍မောင်ဘိုးတင်တို့ရဲပုံစံလေးတွေကိုဝင်လိုက်ရတန်လျာမှာထိုင်ပြီးစပွဲပေါ်ခေါင်းဆိုင်နေပြီဖြစ်တဲ့ဥုံနဲ့ဘာကြီးများကြောင့်မောင်ဘိုးတင်တို့တယောက်မျက်နှာတယောက်ကြည့်လိုက်ကြပါလေတော့ပြားဆက်ဟာစတင်နေပြီဖြစ်တယ်ပြားဆက်တခန်းမှာတင်ဂျိုးသိန်းရဲ့တရုတ်ဆောင်မှုနဲ့ပြောစကားများကြောင့်ပရိသတ်များတဝဝတဟာဖြစ်နေကြမယ်မဲ့ပြားဆက်ဆရာဥလူလေးဟာမျက်နှာပြတ်နေပြီဖြစ်တယ်မိအောင်များထိန်ထိန်လဲနေတဲ့ဇက်စင်ပေါ်မှာဂျိုးသိန်းဟာမျက်နှာချေမှုန့်များလိမ့်ကြံထားပြီးဖွေးဖြူနေပါလေသူဟာပရိသတ်များဘက်ကိုကြည့်ကဘယ်ချင်းရှိပြီလဲမသိဘူးနိုင်ကိုကြည့်လိုက်ပါဦးမယ်ဂျိုးသိန်းဟာဟန်ပါပါနဲ့သူ့ရဲ့လက်ကဝက်ကိုကြည့်လိုက်ပြီးတော့ဟာနိုင်ပတ်ဖို့မေ့နေပြီမျိုးခဏလေးကျုပ်နိုင်နောက်ထဲမှာဝင်ပြီးတော့ပတ်လာအောင်မယ်အမှန်တကယ်ကိုဂျိုးသိန်းနိုင်ပတ်ဖို့မေ့နေခြင်းပါဂျိုးသိန်းဇက်စင်နောက်ကိုရောက်တာနဲ့စိတ်ကြီးတဲ့ဥလူလေးဟာနေရင်ကိုတန်းအုပ်ပြီးနိုင်ပတ်ပေးလိုက်တယ်
အဲ့ဒီနောက်ဂျိုးသိန်းဟာသူ့ရဲ့နှစ်ရင်ကိုပုတ်ပြီးတော့ပရိသတ်ဘက်ကိုကြည့်ကဘယ်ချင်းရှိပြီလဲမသိဘူးနိုင်ကြည့်လိုက်အောင်မဂျိုးသိန်းဟာလက်ကနိုင်ကိုဟန်ပါပါကြည့်ကအော်တော်တော်ထိုးနေပြီပဲဒီချိန်ဆိုမင်းတောင်ဘာတွေလုပ်နေပါလဲဇက်စင်နောက်ကဥလူလေးဟာတောက်တစ်ချက်ကိုပြင်းထန်စွာခောက်ကနေမေကြီးတော့တော်တော်ထိုးနေပြီလားရှစ်နိုင်တို့ပြောရမှာဒုက္ခပါပဲကွာအဲ့ဒီလိုဂျိုးသိန်းတယောက်မျက်နှာပေါ်မှာချွေးစည်းကြောင်းများပေါ်အောင်ချွေးများကြားတဲ့အထိကိုခက်ခဲစွာတရုပ်ဆောင်နေရလေမောင်မိုးထင်ဟာပေတူနဲ့တာအေးကိုဥဝုံကိုအမှုပြေစေဖို့ပြုတ်လုထားခဲ့ခိုင်းပြီးတော့သူကိုယ်တိုင်ကတော့ပွဲကင်တစ်ပတ်ကိုရှောက်ကြည့်နေတယ်ထိုစဉ်လှဲများရက်ထားတဲ့လှဲခွင်းသားမှာအမဲရောင်ခိုးငွေများထောင်းထောင်းထားနေတဲ့တရေတကောင်ပြားဆက်ကြည့်နေရကိုတွေ့ရ၍မောင်မိုးထင်အဲ့ဒီတရေအနောက်ကိုသွားလိုက်ပါလေတော့တယ်ခမရတရေလားမင်းငါ့ကိုမြင်ရတာလားဟုတ်တယ်မြင်ရတယ်မင်းငါ့ကိုမကြောက်ဘူးလားဘာလို့ကြောက်အောင်မလဲခမရဘာလုပ်နေရလဲငါဒီပြားဆက်ကိုဖျက်ဆီးရမှာပြားဆက်ကားနေတဲ့သူတယောက်ကိုပူပြီးတော့ကျန်တဲ့သူတွေကိုတိုက်ခိုက်မှာတော်တော်အရှက်မရှိတာပဲဗျမင်းဘာပြောတာလဲအရှက်မရှိဘူးလို့ပြောတာလူတွေကကောင်းအောင်သာမလုပ်တတ်တာမကောင်းအောင်တော့လွယ်လွယ်လေးကိုလုပ်တတ်တယ်တဲ့ခမရတို့တရေတွေလည်းအတူတူပဲပြားဆက်ကောင်းကောင်းကနေတဲ့သူတွေကိုဖျက်ဆီးမယ်ဆိုတော့အရှက်မရှိတာပဲမင်းဘာပြောတယ်ဟုတ်တယ်လေခမရပြားဆက်မကတတ်တာအဲ့တော့ပွဲကိုဖျက်တော့မှာပေါ့ငါကတတ်တယ်ကွာငါတရေမဖြစ်ခင်ကပြားဆက်မင်းသားတရေကြီးပြောတိုင်းကျုပ်ကယုံရမှာလားငါတကယ်ပြောတာကျုပ်ကလက်တွေသမားအေးအဲ့ဒါဆိုငါလက်တွေပြမယ်မင်းသားတငယ်ချင်းလှုပ်တဲ့ဦးကြောင်ကြောင်ကောင်လေးကိုငါပူးပြီးတော့တေးဥဆောင်ပြမယ်မင်းကြည်တာအခုများထောင်းထောင်းထနေတဲ့တရေကြီးဟာဇက်စင်ဘောကိုပြန်ဝဲသွားပြီးတော့ဂျိုးသိန်းရဲ့ကိုယ်တိုင်ကိုဝင်ရောက်ပူးကတ်သွားပါလေတော့ရွာသားပြားဆက်ကတော့အောင်မြင်စွာပြီးဆုံးသွားပြီဖြစ်တယ်ပြားဆက်ကားသူများထဲမှာလူပြောအများဆုံးသူမှာဂျိုးသိန်းဖြစ်တယ်ဂျိုးသိန်းရဲ့အပိုလိုမရှိတရုပ်ဆောင်ချက်များကိုလူများပါဇက်ဖြားကနေချီးမွမ်းစကားပြောနေကြတယ်ဂျိုးသိန်းကတော့အယံမှုပြေ၍ဇက်စင်နောက်ကိုရောက်လာတဲ့ဦးုံရဲ့နားမှာခွေလေးလဲနေတဲ့တာအေးနဲ့ပေတုဟာအယံမှုနေတဲ့ဦးုံကိုတံပြာရည်များဖြောတိုက်စိတ်မရှိတဲ့ပေတုကတံပြာရည်များဦးုံရဲ့နားလေးကိုလောင်းချလိုက်ရာဦးုံတယောက်အော်ဟစ်ငိုရိုကအမှုပြေုံတင်မကဒေါသပါထွက်လို့ပေတုနဲ့တာအေးကိုရိုက်ဖို့ဟန်ပြင်းခဲ့သေးတယ်တာအေးကအလင်းမြန်ရှင်းပြ၍ဇက်စင်ဘက်ကိုလိုက်လာပြီးဂျိုးသိန်းကိုပူးနေတဲ့တရေကိုပြားဆက်ပြီးတာနဲ့ထုတ်နိုင်ခြင်းဖြစ်ပါတယ်အခုတော့ပေပင်ရွာရဲ့ရွာသားပြားဆက်တီကပြီးပြီဖြစ်ပါတယ်မောင်မိုးထင်တို့မသိလိုက်ဒီမှာလှဲများမောင်းပြန်သွားတဲ့တခြားရွာသားများရဲ့လှဲတစည်းပေါ်ကလူနှစ်ယောက်ရဲ့ပြောစကားများကိုဖြစ်ပါတယ်ဟာဝင်ပူးခိုင်းတဲ့တရေကပြားဆက်ယူဖြစ်နေရတယ်လို့ကွာအေးဟုတ်တယ်ရေခက်မကြုံချင်းွယ်တော့ကြုံမှာပေါ့ကွာနောက်လာဘောလုံးပွဲကြမှာငါတို့မြောက်ရှုံးရွာအကြောင်းကိုဒီကောင်တွေပြကြတာပေါ့ကွာမြောက်ရှုံးရွာသားနှစ်ယောက်တဦးနဲ့တဦးစကားတူတူပြောကလှဲမောင်းပြီးတော့ပေပင်ရွာသားပြဆက်ကနေထွက်ခွာသွားပါလေတော့မောင်တင်ဆန် Audio Book Channel ကနေပရိသတ်တွေအတွက်ဒီတစ်ခေါက်မှာတင်ဆက်ပေးခဲ့တာတော့အောက်လန်းဘိုးထင်ပါဝင်သောတရေမောင်ပြုံးထူးဆန်းသောဓမြများအပါဝင်ရွာသားပြဆက်ဆိုတဲ့ဇလံကောင်းလေး၃ခုကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်နောက်တစ်ခါမှလည်းအောက်လန်းဘိုးထင်ပါဝင်တဲ့ဇလံကောင်းများစွာကိုတင်ဆက်ပေးဦးမှာဖြစ်လို့ပရိသတ်ကြီးကစောင့်မျှော်အားပေးနားဆင်ကြပါအောင်ခင်ဗျနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီကိုကျေးဇူးအထူးပဲတင်ပါတယ်ပရိသတ်များအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပြီးတော့ဆန္ဒနဲ့ဘဝတွေထပ်တူကြနိုင်ကြပါစေခင်ဗျာ